ပေါ့နော်ခုနကျေးဇူးတော်တခြင်းဆိုရမှာလေခံစားရစုကျေးဇူးကောင်းကြီးမင်္ဂလာရေးတွက်လို့ကြီးသွမ်းတာလို့အဲ့တခြင်းတန်လဲကြာကျွန်တော်စိတ်ထဲမှာနော်ဒီကောင်းကြီးမင်္ဂလာပတ်တဲ့အရာနော်အလိုကြဒီကျွန်တော်စိတ်တော့နှုတ်ပွက်တော့ရောက်လာတဲ့ခါမှာနော်ကျွန်တော်ဒီနေ့နော်အလူငွေနဲ့ပတ်သက်တဲ့အရာကိုသိခံပြခြင်းတယ်ကြည့်မလားဟုတ်တယ်နော်ကျွန်တော်တို့ယုံကြည်သူဖြစ်ရတဲ့မှာအလူငွေပေးရလားပေးရလားပေးရတယ်နော်ဟုတ်တယ်အလူငွေပေးတဲ့ခါမှာလည်းဘယ်လိုပဲစိတ်နဲ့ပေးရမလဲအလူငွေပေးအပြစ်ဖြစ်တယ်ဆိုကြားဘူးလားကြားဘူးလားယေရှုကကိုယ်တည်းတော့အလူပေးတဲ့ခါမှာနှမျိုးနဲ့စိတ်နဲ့ပေးမယ်ဆိုရင်အဲ့ဒါအပြစ်ဖြစ်တယ်ပေးတဲ့ခါမှာလည်းဝမ်းမြောက်တော့စိတ်နဲ့ပေးရမယ်ဘယ်လိုလဲဝမ်းမြောက်ကိုယ်စီကပါသွားပြီလို့ဝမ်းမြောက်လို့ရလားဝမ်းမြောက်လို့ရလားကိုယ်စီကအရင်ပါသွားပြီလေဟုတ်လားမဟုတ်လားယေရှုကပါလဲနှမျိုးတော့စိတ်နဲ့ပေးရအောင်ပေးတဲ့ခါမှာဝမ်းမြောက်တော့စိတ်နဲ့ပေးရမယ်ဆိုတဲ့ခါမှာနော်ဒီအရာကိုကျွန်တော်တို့ကတေးချာမောပေါ့ကိုအရေးကြီးရနော်ဒီအလူငွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တေချာနားမလဲရင်းဒီထွေးရနဲ့တွန့်တူလားမတွန့်တူလားဆေဘို့မာလားမမလားမမအဲ့ဒါဖျားတခင်ရှေ့တော့တခိုးပဲတခိုးဘယ်တော့မှကောင်းကြီးမပေးဘူးနော်ဖျားတခင်ကကိုယ့်ဟာကိုကျွန်တော်ဖျားတင်တားသမီးပဲပြောတယ်ဟုတ်တယ်ကျွန်တော်တားသမီးပေါ့နော်ခိုးတတ်တဲ့ကောင်နဲ့မခိုးတတ်တဲ့ကောင်ကျွန်တော်ဘယ်သူကိုကြိုက်လဲဒါကျွန်တော်တော့ဖျားတင်တားသမီးပြောကျွန်တော်ဖျားနေတခိုးကောင်းကြီးပြီးတော့ဖျားမဟုတ်ဘူးနော်ဒါဆိုဒီအလူပဲပတ်တဲ့ကျွန်တော်တော့ကောင်းစရာဒီချင်းဆိုတော့ကြောက်စိတ်တော့အလူဘာဖြစ်လို့တော့ဒီအလူနဲ့ပတ်တဲ့အရာသိရမယ်နော်ဒါတွေမလုံးဝမာလို့မရအောင်နော်သိရမလားအခုဒီတော့တချို့တရားဟောစရာပါတော့ဆယ်ဖို့လို့ဆိုတော့ပညာတရားရတယ်နော်ချုပ်ပြောတော့နော်ကြားတာပေါ့ပဲအခုဒီလိုက်မှာအများကြီးရှောက်ပြောတယ်နော်ညမလားဆယ်ဖို့လို့ဆိုပညာတရားဒီလားဖျားတယ်ပေဖြတ်လိုက်ဟာပေါက်တကယ်ပေတော့ပေတဲ့ဖျားနေပေဖြတ်တယ်ယေရှုကကြွလာပညာတရားကိုဖြတ်ပေခြင်းငါလာပြည့်စုံစေခြင်းငါလာတော့ကျမ်းစာပြောလားမပြောအခု live မှာပေါက်တကယ်ရတယ်ရောင်းဟောတော့နော်ဒီကောင်ကဒီဘက်မှာတော့တိတ် live မမိတော့မသိနော်မြို့မှာနေလို့ဟာပေါက်တကယ်တရားရောင်းဟောအခုနောက်ပေါက်လို့ကျမ်းစာစကားပြည့်စုံလာနော်ချီဆောင်ချင်းနီးလာလေဒီ live ပေါ်မှာလူငယ်တွေတော့အထူးလူငယ်မိန်းကလေးယောက်ျားလေပေါက်တကယ်ရိုင်းဟောတော့တရားတယ်နော်ကျမ်းစာနားမလဲတော့သူတို့ပြောတာပဲမှန်တယ်လို့ပဲနော်သိရမလားအဲ့ဒီနေ့ကျွန်တော်တို့အသက်တာမှာအရေးကြီးတဲ့အရာကတော့ဒီမာလခိအနာဂတ်ကျမ်းနော်ဒီညနေတော့ပြောတော့ပညာတိကျမ်းနဲ့အနာဂတ်ကျမ်းပဲရှိတယ်နော်ကျမ်းစာမှာကျမ်းလို့ပြောကျမ်းနဲ့ကျမ်းပဲရှိဘာကျမ်းနဲ့ဘာကျမ်းလဲပညာတိကျမ်းနဲ့အနာဂတ်ကျမ်းပဲရှိဒါဆိုယေရှုကကြွလာတဲ့အကြောင်းရင်းကပညာတိကျမ်းနဲ့အနာဂတ်ကျမ်းကိုဖြတ်ပယ်ခြင်းငါလာတယ်မဟုတ်ပြည့်စုံစေခြင်းငါလာတယ်ဒီညနေမှာနော်နားထောင်တဲ့ညီကောင်တော့ပြီးပါနော်ပညာတရားပြည့်စုံတော့တဲ့ခါမှာကာယကံဝစီကံမနှောကမှာပါစိတ်လုံးပြမတဲ့ရလေမရတော့နော်ယေရှုပြတော့ငါပညာတိကသူများကိုမျက်စိနဲ့ကြည့်တော့ကများနဲ့ပြမှာပါပြီမဒိမှုမြောက်တော့ပြီသိရမလားဒုက္ခပဲနော်အဲ့ဒါပညာတရားကပြည့်စုံတော့တဲ့ခါမှာလူတွေအားလုံးအပြည့်ရှိတဲ့ခါမှာယေရှုပြတော့ကယ်တင်ခြင်းကိုယုံကြည်တဲ့ခါမှာအားလုံးလွတ်မြောက်တယ်ဒါဆိုရင်လည်းတော့ဒီမာလခိအနာဂတ်ကျမ်းမှာလည်းပါနော်မာလခိအနာဂတ်အခန်းကြီး3အငယ်9ကနေ7မှာကျွန်တော်ဖတ်ပြမှာနော်ဒီနေ့ကျွန်တော်တို့ကဘုရားသခင်ကိုယုံကြည်တဲ့ဆိုရင်ဘုရားသခင်တတ်မှတ်တဲ့အတိုင်းလောက်ဆောင်မယ်အလူငွေပေးတဲ့ခါမှာလည်းကောင်းကြီးမင်္ဂလာအရင်ဖြစ်တယ်နော်ဒီနေ့နော်ဒီဌာနထောင်ကြည့်ပါဘိုးပေးလက်ထက်မှာစ၍တင်တို့တွေငါရဲ့စီရင်ထုံးချက်ကိုမဆောင်သိမ်းရှောင်ကြပြီငါထံတို့ပြန်လာကြတော့ငါဒီလဲတင်တို့စီတို့ပြန်လာမည်ဟုကောင်းရင်ဖို့ချီအရှင်ထာဝရဘုရားမိန့်တော်မူ၏အကျွန်ုပ်တို့ဒီအဘယ်တို့ပြန်လာရပါမည်နည်းဟုတင်တို့ဒီမေးကြသည်တကားအဲဘိုးပေးလက်ထက်မှာစတင်တို့တွေငါရဲ့စီရင်ထုံးချက်ကိုမဆောင်ဘူးလေဒါဆိုကျွန်တော်တို့ရဲ့ဘိုးဘေးကဘာလို့လဲကျွန်တော်ခရိယန်ရဲ့ဘိုးဘေးကဘာလို့လဲဘယ်လိုလဲဘိုးဘေးဆိုတာအဲ့ဒါဆေဘို့တို့ဆိုတာကပညက်တရားမပေါ်ခင်မောရှေကဘယ်ကြောင်ကြုံကြောင်တော့မရှိသေးဘူးမသိဘူးပညက်ဒီအာဗြဟံကိုဖျားတယ်ကဆေဘို့လို့စားကောက်ရမကောက်ဘူးလား
အခုဒီလူကနားမယ်စေဖို့လို့ဆိုပညက်တရားဘာပညက်တရားမဟုတ်မောရှေတော့ဘဲကြောင်ကြုံနားမှာရှိနေတော့မသိဘူးပညက်တရားဘယ်မှာရှိတော့မလဲစေဖို့လို့စပေးရလားပေးရလားအာဗြဟံစစ်တိုက်ပြီးနိုင်တဲ့ခါမှာချက်ချင်းစေဖို့လို့ကောက်စစ်တိုက်တယ်ဘလူကတိုက်ပေးတယ်ဖယားနေတိုက်ပြီးတော့အာဗြဟံကစစ်နိုင်တယ်စစ်ပွဲနိုင်တဲ့ခါမှာချက်ချင်းလာတော့မှကောက်တယ်အစတော့အဲကျန်းသာဖားတဲ့ခါမှာဟာဒီဟာဒီကတလောက်ကြီးတော့လောဘကြီးရတာအာဗြဟံအိမ်တော်မရောက်ဘူးလမ်းတော့ဖြတ်ကောက်ပလိုက်ဟုတ်ဘာလို့လဲအာဗြဟံအိမ်ရောက်သူနိုင်လာတဲ့ကောင်းကြီးမြန်အားလုံးသူ့ရဲ့ဗန်တိုက်ထဲမှာထည့်အားလုံးယုံတော့မှကြောက်တယ်အောင်စေဖို့တို့ဆိုချက်ချင်းပေးရတယ်မျိုးဖြစ်အော်ဒီမှာလဲမာလခိအနာဂတ်ကြမှာနော်ဖျားကြီးကမာလခိဘာပြောဘိုးဘေးလက်ထက်မှာစာရွက်တင်တို့တွေငါရဲ့စီဖုန်းထဲမှာမဆောင်တင်းချောင်ချပြီငါထံတို့ပြန်လာကြတော့ငါဒီလက်တင်တို့စီတို့ပြန်လာမျိုးကောင်းရင်ပို့ရှိအရှင်သာရဖျားမိတ်တော်မူကြီးကျွန်တော်တို့ဒီအဘဲတို့ပြန်လာရမည်နည်းကိုတင်တို့တွေမေးကြတယ်တကားအငယ်ရှိမှလည်းလူဒီဖျားတင်ဥစ္စာကိုလူယူရမည်လို့တို့တော်လဲတင်တို့တွေငါဥစ္စာကိုလူယူကြပြီဒီနေ့ကျွန်တော်တို့ကဖျားတင်ဥစ္စာကိုလူယူမှလည်းပြီလားပြီဘူးနော်ကျွန်တော်အမှုတော်ဆောင်အခုလေးကျွန်တော်စေဖို့တို့စုခါတယ်ပြီလားကျွန်တော်ရတဲ့အလူငွေတဲ့ကျွန်တော်စေဖို့တို့စုဆိုဒီနေ့လိုင်းတာယာမှာရှိတဲ့ဆရာဝန်တော်တို့ကျွန်တော်အရင်တော့အများကြီးတော့စေဖို့တို့ပေါ့ကျွန်တော်ဟောပါပြီဒါကျွန်တော်တိဥစ္စာတယောက်နော်ပြီလားဒီနေ့ကျွန်တော်တို့ကနော်ဒီစေဖို့တို့ဆိုတာပေါ်တီတာတော့ဒီနေ့ဒီအလူကအရင်အရေးကြီးတယ်အလူငွေလို့ချင်းတော့ပြောတာမဟုတ်နော်ပေးကမ်းတက်ဖို့အတွက်အရေးကြီးတယ်စေဖို့တို့ဟာအမှုတော်ဆောင်လဲဆောင်းသားပါပဲနော်ကိုယ်နဲ့နှိမ့်ကြတဲ့အမှုတော်ဆောင်ကိုစေဖို့တို့တွေကစေဖို့တို့ဆိုဘလူတွေအတွက်လဲလေဝိသားတွေအတွက်ဟုတ်လားမဟုတ်လားနော်ဒီနေ့ကျွန်တော်တို့ကနော်အငယ်ရှိမှလူတွေဖျားတဲ့ဥစ္စာလူယူရမယ်နော်တို့တော့လေဒီတို့တွေငါဥစ္စာကိုလူယူကြပြီအကျွန်တော်တို့အဘယ်လိုလူပါတယ်နေဟုဒီတို့တွေမေးတယ်စေဖို့တို့ကို၎င်းပူစောတက်ကာကို၎င်းလူယူကြဒီကျွန်တော်တို့စေဖို့တို့ထည့်တယ်မလဲရှင်မထည့်ရလားအာဗြဟံဣဆက်ယာကုပ်တို့စေဖို့အယမန်ဒီစေဖို့တို့မန်တဲ့အရာမှာဘာကောင်းကြီးမိတာရှိတယ်ဆိုတာရှိတယ်နော်ကျွန်တော်ဒီနှုတ်ပတ်တော့ပြန်ဖတ်တော့အရင်ဒေါတာထွက်တယ်ဟုတ်ပြန်ပြောအရင်တော့ကျွန်တော်ကနော်ကျောင်းတက်တဲ့ခါမှာ88အရေးကြီးဖြစ်တဲ့ခါမှာဟုတ်ကျွန်တော်တင်ရချင်းအားလုံးနိုင်ငံခြားကျွန်တော်အမျိုးဆိုတာအားလုံးနိုင်ငံခြားသွားနိုင်ငံခြားကချင်းဂျပန်မှာရှိတဲ့နိချင်းဖျားเจ้าဆိုတာကျွန်တော်အမှစတယ်တည်ထောင်ခဲ့တယ်ဟုတ်အဲ့ချိန်မှာဂျပန်တော့အရင်ခဲ့တယ်ကျွန်တော်မတော့သူများတိုင်းမှာတော့ခံတော့ဆေးပြီးတော့နော်ဘာတော့လုပ်လဲအဲ့လိုမလုပ်နိုင်ဘူးကျွန်တော်အဲ့လိုမာနာရှိရတော့ဖားကတက်မယ်ကြောက်တော့တူးမယ်ဟုတ်ဂျပန်တော့တတိဖြစ်လို့ဟာမင်းတို့ဂျပန်နဲ့တောင်းဖားကတက်ငါတတိလုပ်မယ်အဲ့ဒါကြောင့်ဖားကတက်တဲ့ခါမှာအောင်မြင်ခဲ့ပြီပဲအမားပြီးမှရှေ့မြအတင်းတော့အတင်းအိုးစရာအလုံးအတင်းတော့ဒီဆောက်တော့ဖားကတက်ရတယ်အဲ့ခေတ်အခါမှာဒီ80ကျော်ခုနှစ်မှာဖားကမှာဆိုကျွန်တော်အလူငွေအရင်ပြီးတယ်ဟောပတ်စံအရင်လွယ်တယ်ပတ်စံအရင်လွယ်တယ်တရက်ကို4-5သိန်းဆိုတော့ဖြုံးနေတော့3လောက်မှဖြုံးနေတော့4-5သိန်းဆိုအဲ့ဒီမှာရွှေတချောင်းကအကယ်ဒမီစေတတချောင်းက9တောင်းဝဲရှိတယ်တသိန်းအောင်ပြည့်ဘူးတော့တရက်ကို3-4သိန်းဖြုံးနေတော့ပတ်စံကိုဒါကျွန်တော်ရဲ့လက်အရင်တော့ဘဝကိုပြောခဲ့တာဒါပေမဲ့အတင်းတော့ဗမာရဲ့ရှိကခိုင်းနေအတင်းတော်တွေအတင်းတော်ဒီဆောက်တော့မှအတင်းတော်ရမှုရှာတယ်ဖမ်းရှာရင်ဖတ်ကန်တဲ့တယ်အားလုံးတုံတက်တယ်အဲ့တော့မှလာတယ်ကျွန်တော်လည်းပတ်စံကလာတယ်များကိုရှာတယ်ပြီးတော့ရှာတယ်ဒါလည်းပြည့်ပြားလူများကမလိမ့်ရဘူးညာရဘူးနော်သိရမလားအဲ့ခါကျကျွန်တော်တို့မတည့်တော့ကျွန်တော်တို့ကြောက်စင်းလို့တော့ဆိုလိန်မှာတစ်ချက်တန်ကိုတရားလည်းပြောရောက်တာလေလိန်မှာပါပြီလေအလုပ်ဖြစ်တယ်လေမဟုတ်လားအဲ့တော့ကျတော့ပြီးရတယ်ငါတို့လည်းတော့မလိမ့်ဘူးငါတို့လိန်လို့ရတဲ့ပတ်စံမင်းတို့လာပြီးအလူခံတယ်နော်အဲ့ခါမှာနောက်ဆုံးအဲ့တင်းအောင်ဆရာတွေအလူလာခါကျွန်တော်လက်ထွက်သွားပြီကျွန်တော်အမိုးဆုံးကတင်းအောင်ဆရာဘယ်နဲ့ယောက်ျားတယောက်ဖြစ်ပြီးတော့ကျန်းစာအုပ်လေးကင်ပြီးတော့ပြည်နေပတ်ပြီးတော့တောင်းစားတယ်ကြောစိတ်တော့ကျွန်တော်အဲ့လိုခါဒါတော့အမှန်တရားတင်းအောင်ဆရာလာရင်ကျွန်တော်ဟာကျွန်တော်တပည့်လွတ်ထားတယ်အကြည့်ပြီးထဲလိုက်ကွာကျွန်တော်ဟာအလုပ်ကိစ္စတွေတွားလိုက်ဦးမယ်အဲ့လိုမျိုးကျွန်တော်အမြဲလဲဆိုတော့နောက်ဆုံးကျွန်တော်ကတင်းအောင်ဆရာပြန်လာဖြစ်တာဟာကျွန်တော်အမိုးဆုံးအရာကကျွန်တော်ပြန်လာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တင်းအောင်ဆရာပြန်ဖြစ်သူတို့ပုံစံတော့မဖြစ်စေရဘူးကျွန်တော်ကြောင့်သူတို့ကဘယ်တော့မှဒုက္ခမရောက်စေရဘူးကိုယ်ကွာတဲ့ဒီစမ်းစာဘယ်လိုရှိတယ်ဘယ်လိုလုပ်မှတေးချာကိုလက်တွေ့ကျင့်သုံးပြီးမှ
မှန်ပြီဆိုတဲ့ခါမှာကျွန်တော်တရားမဟုတ်ဆိုတက်တည်ခံတာကျွန်တော်ဘတော့တရားမဟုတ်ဘူးတွေ့လားကျွန်တော်တရားဟောရမှာမဟုတ်ဘူးဒီနောက်ကတော့အမှန်ကန်ကျွန်တော်ကိုယ်တိုင်လက်တွေ့မိစားဆန်းလျှောက်ပြမှန်တယ်ဆိုတဲ့ခါမှာကျွန်တော်ကတက်တည်ခံတာကျွန်တော်ကြောင့်လူကဒုက္ခရောက်ကျွန်တော်နေစီတယ်ကျွန်တော်ရဲ့ပုံစံတော့ကြောက်စိမ့်လို့လားရမ်းမြတ်တယ်ဟုတ်မယ်ကျွန်တော်ရောင်းတဲ့ကြောက်ဆိုဒီကတော့အများကြီးမြတ်စီရတယ်ကိုရောင်းတဲ့ကြောက်ကိုဒီများရှုံးမစင်ဒါဒီတော့ဘောဖြစ်စီတာအမကျွန်တော်လည်းမကြည့်ပေါ်တော့ပါဘူးမခစ်တွေကတိုးတက်တော့လိန်နဲ့တူပူချမ်းတာကျွန်တော်အဲ့လိန်နဲ့အလုပ်ကိုမချက်ရတော့ဆိုကျွန်တော်အမုန်းဆုံးတရားဟောဆရာတမဘုရားရှင်ကြောက်ပြန်ပို့ဆိုတော့ကျွန်တော်ကိုပြန်ပြီးရထိုင်မြေကြဒါပေမဲ့ကျွန်တော်တင်းအောင်ဆရာလာလောက်တဲ့ခါမှာကျွန်တော်ကြောင့်ယုံကြည်သူတွေလုံးဝမျက်ရည်မကျစေဘူးလို့ကျွန်တော်အရင်တတိထားတယ်ဒါမှမဟုတ်ဒီဆေဘို့တို့ပြောကျွန်တော်စိတ်ကအဲ့တိုင်းပြန်ရောက်လာကောက်လိုက်တဲ့အလူလာတယ်မှာတေးတေးချာချာတူတေးပေးပါဒီဆေဘို့တို့မှန်ရင်နော်ဖခင်တင်ကောင်းကြည့်ပဲရကျွန်တော်စီးပွားတမထဲ့ရတာပေါ့အဲ့တော့ထဲ့ရမလဲကြောက်စိတ်တုံးကိုတိတ်တရားတော့ဝယ်နေတာလေရှုံးနေပလုံမဲ့တပြားမှမတန်ဘူးနော်ဒီလိုဆေဘို့တို့မှန်ဖခင်တင်ကောင်းကြီးပေးမဆိုရင်ကျွန်တော်တို့ဘာဖြစ်လို့မပေးရမှာလဲအဲ့လိုတေးချာမလို့တော့ကျွန်တော်အလဲမှာကျွန်တော်ခုနေ့ကချီမီရောက်တဲ့ခါမှာလက်ညှိုးထိုးဆဲတဲ့ KBC တွေတို့တကယ်ပြောတာတော့ဘူးမကြောက်ဘူးမင်းတော့တုံးမကြောက်လို့ငါတို့ကချီလူမျိုးအားလုံးဒီကြောက်စိမ့်မှုမှာအခုအနားတော့မကရဘူးလူများတရုတ်တွေတူတဲ့အမိုက်ပုံမြေစာပုံလို့ခေါ်နေတိုင်းပြူပြီးကြအဲ့လူတရုတ်တွေစွန့်ပစ်တဲ့အပုံတော့မှလူရက်ပြီးတော့ကြောက်ရှာအဲ့မှာပြူကြတေးအဲ့လိုဖြစ်သွားတာဘလို့မှတာဝန်ရှိတယ်တုံးမကြတဲ့တေးဖို့ရှာတယ်နော်အလူငွေပဲလာပေါက်ခါတော့နောက်ကျွန်တော်အခုဒီမှာရှိနေကိုအဲ့လိုမခံစားခဲ့ဘူးကောင်းကြီးတော့ခံစားရတယ်ကြောက်စိတ်သာအောင်ကျွန်တော်စာကြောက်နေရဘာလို့ကြောက်စေဖို့တို့ပေးရမှာလဲဒီအလူငွေပေးရမှာမသိဘူးအတင်းအောင်ဆရာလာကောက်တယ်ဆိုပေးလိုက်ပြီအဲ့ဒါတိတ်တရားမြက်ရင်စေသိပေးရှင်တယ်တိတ်900ဆိုရင်50ပေးရမှာနှမျောပြီလေဘာဖြစ်လဲအဲ့ဒီတော့တိတ်50ပဲကျွန်တော်ပြောတယ်အကယ်ဒမီရွှေချောင်းက10ကျတာတဲ့ချောင်း9တောင်းပဲရှိတယ်ကျောင်းစိတ်တလုံးရောင်း300ရှိတဲ့ရောင်းတော့အဲ့ဒီမှာတော့300အခုရှင်တော့ကျောင်းစိတ်တလုံးဆိုတော့တေးရုံမျိုးတန်းထောင်ရှိတယ်နော်တေးရုံမျိုးတန်းထောင်ရှိတယ်ဗမာငွေတဲ့အောင်ပြောနော်ဆိုလိုချင်တဲ့အရာကအမေဒီဘာသာရေးဆရာတဲ့အလူကွေးတဲ့လာကောက်တေးချမတွန်တင်းတဲ့ခါမှာလူတွေကမပေးရှင်တော့လေတယောက်လာလဲဖះတခင်အကြောင်းဆောင်ပဲဘာလို့မဲနော်အဲ့လိုနေပဲလာလူခါကျွန်တော်ပေးရပေါင်းများတဲ့ခါမှာအရင်ယူနာတယ်မပေးချင်တော့ဘာဖြစ်လို့လဲနှမျောလာကျန်းစာလည်းတေချာနားမလို့တေချာတူနေပေးတဲ့ဆရာသမားတွေလည်းမရှိခဲ့ဘူးနောက်ကျွန်တော်တေးအောင်ဆရာလာဖြစ်တဲ့အခါမှာတူတင်မှုတွေအစားကျွန်တော်အရင်ကယူဆိုင်တယ်လူများစီကအလကားကျွန်တော်ဒီအခုထိကျွန်တော်ဆက်ရှိနေရှိကျွန်တော်ဘယ်သူမှအလူမခံခဲ့ဘူးကျွန်တော်ဖျားเจ้าဝုတ်ပြူเจ้าဆောက်ရဘယ်သူမှအလူမခံဘူးဖျားတင်ကိုတထေးကျွန်တော်ခြံထဲအရောက်ပို့ဆောင်ပြီးတော့အစအဆုံးအလော PC ဖျားလုပ်ပြီးဒါကျွန်တော်ရဲ့ဘဝကျွန်တော်အမှုဆောင်ဖဲရပါမှာကျွန်တော်ဒီလိုနဲ့မတူဘူးဖျားတင်တင်းတော့ဖျားတင်ပြီးဆောက်ကျွန်တော်ကပါဝင်ရှင်တဲ့စိတ်တစ်ခုရှိတယ်နဲ့ကိုအားလုံးဖျားတင်ရှင်ကတထေးကိုတော့ကျွန်တော်ခြံထဲကပေါ့ကြံဖမ်းပြီးလာလေဟာကိုဆိုင်အောင်ဘာလုပ်လဲကျွန်တော်ဝုတ်ပြူဆောင်ဆောက်မလို့ဟာတကယ်ဆောက်မလားအရင်တာမိုးရှိတဲ့မြေတကယ်ဆောက်မလားအမေခွင့်ပြခွင့်ပြုတယ်ဟာတကယ်ဆောက်တယ်နော်တဲ့တကယ်ဆောက်တော့ကျွန်တော်ဒီမှာရှင်းနေပြီဟာကျွန်တော်နောက်လက်ခဲအောင်တော့ကျွန်တော်အရင်လိုပတ်လမောတော့မှာကိုယ်စိုးဆိုင်ပုံမဆိုင်ခေါ်တော့ပဲသူလိုတည်းများအားလုံးထုတ်ပေးလိုက်ပါပြီးပြီဆိုရင်စေးချိုးကျွန်တော်ဖုန်းဆက်ကြောက်ကြတယ်ကျွန်တော်အားလုံးရှင်းပေးမယ်တော့မိတ်ဆက်ဟာကျွန်တော်အောင်ပါတဲ့ဟာအိမ်မမဟုတ်တော့ဘူးအဲ့လိုဒီလားကျွန်တော်ဘွားကတော့တကယ်စတဲ့ခြေလမ်းနားကလေးနောက်မှဒီဆယ်ဘို့တို့ကိုကျွန်တော်နားမလဲတဲ့ခါမှာရင်းနေကြောကချင်လူကြီးအားလုံးကြောက်စိမ့်တွေနာကတ်လို့ပြတရုတ်အားလုံးပိုင်တော့ဒါမှဒီအငယ်ရှစ်မှလည်းလူဒီဖျားနေဥစ္စာကိုလူယူရမယ်နော်တို့တော်လဲတင်တို့ဒီငါဥစ္စာကိုလူယူကြပြီအချင်းတို့ဒီအဘယ်တွေလူပါတယ်နေဟုမေးရင်ဆယ်ဘို့တို့ကိုလည်းကောင်းပူစောတက်ကတော့ကောင်းလူကြပြီတင်တို့တွေကျင်းချင်းအားမေတော့ခိုင်းရကြပြီရင်းနေကြောကချင်လူကြီးကျင်းစားမိသွားပြီကြောက်စိတ်တိတ်ကျိန်စာမိသွားပြီ။ကောင်းကြီးမင်းခံစားပြီးတော့ကျေးဇူးတော်ကိုကျေးဇူးတိုင်းမပေးတတ်တဲ့ခါမှာဘာဖြစ်သွားရလဲ။ကျိန်ချင်းအားမခံစားတာ။ဒီကြောက်စိတ်တွေးရှိလို့ကချင်ပြည်မှာကချင်လူမျိုးတော်မှာကချင်ပြည်မှာရှိတဲ့တိုင်းသားပေါင်းစုံအားလုံးပါလေ။အယက်သမားစီသမားဘိန်းစာဖြစ်ကုန်တော့ကျွန်တော်ပြီးခဲ့တဲ့3နှစ်တော့တွားရဆိုကချင်မျိုးကျွန်တော်တရား
တက်တွေတော့ခံတဲ့ခါအဲ့လိုလုပ်ခါမူကြီးစေဝါဆွဲတဲ့လူကတိလားယောက်ျားလေးတဲ့မိန်းကလေးပုံများတာတခုတက်နော်အဲ့40 30 20ကျော်ဝင်းအားလုံးစီးဆွဲပြီးတော့စီးဖြတ်တဲ့စကားမှလေဘယ်လိုပြည့်စင်ပြည့်ကြီးကြောက်တင်းတဲ့ခါလေးနော်ကြောက်တင်းထဲမှာနေတဲ့မိန်းကလေးတွေအောင်လုံးစီးဆွဲပြီးတော့ပေါ်ပြတ်ကုန်တော့တချို့လမ်းဘေးမှာတေးကုန်ဒီကျင်ချင်းအားမယ်ကဘလူးကြောင့်ဖြစ်သွားတယ်ကောင်းကြီးကိုခံစားရပြီးတော့စေဖို့တို့ကိုမပေးတဲ့ခါမှာဖျားနေရှင်းမှာဖြစ်သွားတယ်တခိုးဖြစ်လားမဖြစ်ဘူးလားအဲ့ဒါတခိုးဖျားနေကောင်းကြီးပေးတော့မလားကချင်လူမျိုးဘာပဲကိုးကွယ်လဲကချင်လူမျိုးကရင်ထက်တာတော့ကချင်လူမျိုးဗုဒ္ဓဘာသာအရန်ရှာတဲ့တရားမှာ98ရာခိုင်နှုန်းကခရိယန်ပဲကျန်တဲ့နေရာခေါ်ဓာတ်နတ်စားတာကရင်မှာတော့ဗုဒ္ဓဘာသာအများရှိတယ်ကချင်လူမျိုးကတိုင်းရင်ထားတယ်မှာချင်းပြီးကချင်ပဲခရိယန်ဒါပေမဲ့ဘာဖြစ်သွားကုန်လဲအားလုံးဖျားနေရှိတော့တခိုးဖြစ်လားမဖြစ်ဘူးလားစေဖို့လို့ကျွန်တော်တို့ကိုယ်တည်းစားတခိုးဖြစ်သွားတယ်မမှန်တဲ့ခါမှာအားလုံးပြန်ရုပ်တင်းတဲ့ကောင်ဘုရားပြတ်ကုန်တာကျွန်တော်ဘွားအဲ့လိုဆိုဒီတက်စင်းရဲမှတော့မထင်အိုးလုံးတော့မထင်တော့စင်းရဲမှမထင်ကျွန်တော်တို့မြို့မှာကြောင်းတဲ့ခါမှာဒီကြောက်ကောင်းတဲ့တောင်းဆိုတာမို့တက်မှလည်းတိတယ်စုထားတယ်မယူရမှာကြောက်တော့ကြောင်းနဲ့ပြန်လာတဲ့ခါမှာမန္တလေးပဲရောက်သေးတယ်နော်အဲ့တော့ပြုတ်ပြီးသွားလို့မရဘူးမန္တလေးပဲရောက်တော့ဖာကန်ကြီးမီးအောင်တမျိုးလုံးမီးအောင်တော့အောင်ပြတရက်ထဲနဲ့ပြီးသွားပြီတက်လုံးမစင်းရဲဆိုတော့စုထားတဲ့ຢာတွေဒါပေမဲ့မီးအောင်တော့အားလုံးဘာမှတုံးဆန်းပြတယ်ဘွားရောက်ဘုရားရှင်ရုပ်သိချင်းပြန်ခံလာတာကျွန်တော်တို့ဘွားနောက်ကျွန်တော်ဒီစေဖို့အကြောင်းပြောတော့ကျွန်တော်တချီဘီမှာရှိတဲ့ KBC အတင်းတော်အမှုတော်ဆောင်ကြီးကျွန်တော်အခုဒီပေါ်လာတွေ့တာအခုဒီအတုံးမကြအောင်အလူငယ်တိုက်ချောက်တော့တယ်နော်တန်ဒီမှာဆက်ဖတ်တဲ့ကဘာတွေ့ရဆိုတော့အငယ်ကိုမှတင်းတို့တွေချိန်ချင်းအမြန်ခံရကြအကြောင်းမူကပြည်သူပြည်သားအပေါင်းတွေငါဥစ္စာကိုလူလူကြပြီဒီနေ့ကျွန်တော်ကချင်လူမျိုးတော့အားလုံးချိန်ချင်းအမြန်ရမှာရှိတယ်တအိမ်မှာအားလုံးတော့ဟောက်ပြန်တာတို့ပါလို့ညာတော့အများသားသမီးတွေလည်းအားလုံးကမောက်ကမလည်းဖြစ်ကုန်တယ်ကြောက်စိချမ်းကြောက်စိကြောက်ချမ်းသာတော့တဲ့မိသားစုတိုင်းဝိုင်းတော့အားလုံးမိသားစုတွေတဝဲကြပြားလည်းဖြစ်ကုန်တယ်ဒီကြောက်စရာကောင်းတယ်အဲ့ခါမှာကျွန်တော်တို့တခိုးကိုတခိုးဖြစ်မှမတိဘူးနော်အဲ့ခါမှာဒါကျွန်တော်ဘွားအမအရင်တော့တင်းအောင်ဆရာခေါ်စုတောင်းရင်ကြောက်ရတယ်တောက်ပိုင်းကြရပါလေမရတော့တင်းအောင်ဆရာခေါ်ကြောက်တိုင်းမထွက်တော့ဘူးတကယ်ချောင်းတဲ့နေရာတော့မဟုတ်အဲ့အရင်တော့တကယ်ချောင်းတဲ့နေရာမှာကျွန်တော်ကြောက်တယ်ငါးများတဲ့နေရာမှာငါးသာချတယ်အရင်တော့ကျွန်တော်တူးတဲ့ကြောက်စင်းတူးဆိုတော့တကယ်အရင်ကောင်းအကောင်းပိန်ညူးပိဆိုကျွန်တော်ရွေးပြီးတူးဘယ်တော့မှကြောက်မထွက်တော့ဘူးအဲ့ခါကျဘာလို့နတ်ဆရာတော့ခေါ်နတ်ဆရာတော့ခေါ်ဘွက်ခေါဖြက်ပြောမှာအဲ့မှာလို့ရင်ကြောက်ရတယ်ဒါအမှန်နော်ဒါကျွန်တော်တို့တကယ်ဖြတ်တန်းတဲ့အမှန်ကြီးကျွန်တော်မှုတာပြောနေတာမဟုတ်အဲ့ခါကျတော့တင်းအိုးဆရာမခေါ်တော့ဘူးတင်းအိုးဆရာခေါ်ကြောက်မရတော့ဘူးအဲ့မှာနတ်ဆရာခေါ်ရင်ဘွက်ကောခေါဖြက်ပြီးတော့တရုတ်တို့နော်ကချင်နတ်ဆရာကြက်ခေါဖြက်ပြီးတော့ပူစော်တဲ့ခါမှာကြောက်ရတယ်ဟာကဲဘယ်လိုလုပ်ကြတော့မလဲဒါကျွန်တော်ရဲ့ဘဝဖြစ်ဖြစ်တဲ့အရာအဲ့ခါမှာတော့ဒီနေ့တော့ဖယားတခင်ကတခိုးကိုကောင်းကြီးမပြီးတော့ဒါနတ်ကတစ်ဖက်လဲနေပါလေလူကိုလှည့်စားတဲ့အရာပဲရှိတယ်။ဘာနောက်ဆုံးဘာပဲလို့နောက်ဆုံးဘာပဲလဲနတ်ပူစော်ရတဲ့ကြောက်ကိုလည်းဖျားတခင်ကပါလေမီးတောင်တိုက်သွင်းမလဲပွဲသိမ်းတော့နော်။အရင်တော့မတိဘူးနော်။ကာမကောင်းလို့မကွာမီးလောင်လို့ဖြစ်တာအမှမီးလောင်လို့ဖြစ်တာမဟုတ်ပြန်ပြီးတော့အကိုးစီကနေပြန်ပြီးတော့အလုံးကျုံသိမ်းပြီးတော့အမှကချင်းတက်ပြုတ်တာလုံးကမွေးပြကြဘူး။ဒါနဲ့ပဲရုပ်သိမ်းတယ်။ဒါမှမဟုတ်တော့ကျွန်တော်ဒီဆေဖို့တို့အကြောင်းတေချာမသိခဲ့တဲ့ခါမှာမပေးချင်တာတဘာဝကြတာပေါ့မဟုတ်လားတေချာသိမှဆိုဝမ်းမြောက်တော့စိတ်နဲ့ပေးလို့ရလားမရလားရလားမရလားဟောဒီရှုပြောအလူပေးတဲ့ခါမှာလည်းနှမျောတော့စိတ်နဲ့နှမျောတော့စိတ်နဲ့ပေးအဲ့ဒါအမေဆေဖို့တော့ဘူးပိုင်တယ်ရပိုင်တယ်ဒီဆေဖို့တဲ့တပုတ်ကျွန်တော်ပြန်ပေးမှစေဘာကောင်းကြီးရှိတယ်ဆိုတာဒီမာလခိခန်းကြီး3မှာရေးထားတဲ့အရာရှိရနော်အငယ်30မှာဘယ်လိုရေးထားလဲဆေဖို့တပုတ်ရှိသည်မြကိုတဲ့ဘာနာတိုက်တဲ့တို့တွင်း၍နော်ကိုအတင်းတော်မှာတွင်းရမှာနော်ဆေဖို့တပုတ်ကိုဘာနာတဲ့တွင်း၍ငါအိမ်တော်နဲ့စားရရှိစေခြင်းငါပြုကြလို့အဲ့ဒါရလာတဲ့အမျက်ထက်ဆေဖို့တပုတ်ကိုထည့်မယ်ဆိုရင်ဆေဖို့တပုတ်ကိုဘုလို့အတွက်လဲဖယားတခင်ပြန်ပေးရဒါဆိုဖယားတခင်မရှိတဲ့ခါမှာဖယားတခင်အမှုတော်ဆောင်တမန်ဟောင်းမှာလေဝိမျိုးသားကိုပေးရတယ်နော်အဲ့ဒါလေဝိမရှိခင်မှာအာဗြဟံလက်ထက်မှာဘယ်လိုဆင်းတာလဲမေဒခိစေတဲ့မင်းကြီးဆိုတာဆင်းကြွလာယေရှုမလာသေးဘူးနော်မေဒခိစေတဲ့မင်းကြီးဆင်းလာပြီးအာဗြဟံချက်ချင်းဆေဖို့လို့ခေါင်းလိုက်တာကျွန်တော်ဆေဖို့လို့ရတိတ်ထားတယ်မျက်နှာလိုမျက်နှာရဟိုဆရာကတည်းနဲ့ဒီဆရာနဲ့ကိုစိတ်တိုင်းကခွဲဝေနေတာ
ဆေဘိုးတို့ကပိုက်ကြီးပဲရတယ်နဲ့ချက်ချင်းအဲ့ဒီလူချက်ချင်းပေးရတမဟောင်းပါဆိုနော်တိတ်ထားလို့တော့မရအောင်တရက်တော့တိတ်ထားလို့မရအောင်တမဟောင်းပါဒါမို့အာဗရာစစ်တိုင်းတဲ့ကောင်ချက်ချင်းအမေရိကန်စစ်တဲ့ချက်ချင်းနားနဲ့ဖြတ်သားပြီးတော့ပါလေဆေဘိုးတို့ခောက်ပလိုက်တာဒီနေ့ကျွန်တော်ဆေဘိုးတို့ဆိုနော်တိတ်ထားတော့ငါပေးချင်ငါပေးချင်တယ်လို့ပေးမှာပေးချင်တယ်လို့ဆေဘိုးတို့ဆိုတာတော့တညတော့မတိတ်ရအောင်နော်ကြာစမဟောင်းကဖတ်ကြည့်ပါစေနော်အာဗရာနဲ့တညမတိတ်ဘူးနော်စစ်တိုင်းပြီးပြန်လာတဲ့ချက်ချင်းပါပြီလေကောင်းကင်ဘောနဲ့မေလီကီစေတဲ့မင်းရစီမနော်ချက်ချင်းဆေဘိုးဖြတ်ကောက်ပလိုက်တာကျွန်တော်အဆမကြောက်ဘုရားတခင်ကတော့ကြောက်ကြည့်တော့မှငါရတာလားပေါ့နော်ကျွန်တော်စိတ်နဲ့တွေးတာကျွန်တော်အရင်တော့ပုံစံနဲ့တွေးတာဟာတော့ပြောလိုချင်လားအာဗရာအိမ်တော်မရောက်သေးဘူးအမောတော်မပြေဘူးနော်အခုမှစစ်နိုင်ပြီတော့ပြန်လာမရှိလမ်းကြီးတော့ဖြတ်ကောက်ပလိုက်ပြီနော်ဘာဖြစ်လို့ဆိုတော့အယောတော့မခံဘူးနော်ဆေဘိုးလို့ဆိုတော့ဖျားတဲ့ဥစ္စာကိုချက်ချင်းဖျားတယ်ပြီးရမှာဒါမှအငယ်30မှာလဲဆေဘိုးတို့ရှိတယ်မြဘာနိုင်တော့တွေ့တယ်ငါအိမ်နဲ့စားစရာရှိစေခြင်းငါပြုတ်ကြလို့ငါဒီမိုးကောင်းရင်ပတင်းပေါက်တို့ကိုဖွင့်၍ဒီလားကောင်းကြီးမင်္ဂလာကိုအကုန်စင်တွန်းလောင်းရင်မတွန်းလောင်းမီကိုစုံစမ်းကြတော့ကိုကောင်းရင်ပူချီအရှင်သာဝဗျာမိန်တော်မူတယ်။ဒါနဲ့ဆေဘိုးတို့ကိုနော်ဖျားတဲ့ဘာနိုင်တဲ့မတွေးမဆွေငါအိမ်တော်နဲ့စားစရာရှိပြုတ်တော့ကျွန်တော်အဲ့လိုဆေဘိုးတို့ပေးပါစေဖျားတဲ့ဖက်ကဘာလို့လာမလဲငါဒီကောင်းရင်ပတင်းပေါက်ကိုဖွင့်၍ကောင်းကြီးနဲ့ဘာနဲ့တွေးထားလဲကျွန်တော်တို့လူချင်တာကောင်းကြီးပဲနော်ဒါပေမဲ့ကျွန်တော်တို့ကချင်တွေပဲကျွန်တော်ကိုယ်တိုင်ကကောင်းကြီးပဲရခဲ့တယ်မင်္ဂလာမပါဘူးကောင်းကြီးနောက်မှာအမင်္ဂလာတယ်ဒါဆိုရင်ဆယ်ဘိုးတို့မာနန်နဲ့ဖျားတွေကကျွန်တော်ဗာပေးခြင်းနဲ့ကောင်းကြီးနဲ့မင်္ဂလာတွေးထားတာတော့မှမပြတ်စီတော့အခုခရီးကကောင်းကြီးတစ်ခုပဲလိုချင်တယ်နော်ဒါပေမဲ့ဖျားနဲ့ပေးတဲ့အရာကဆယ်ဘိုးတို့မာနန်ကောင်းကြီးနဲ့ဘာနဲ့လိုက်လာလဲမင်္ဂလာယနေ့ကချင်နဲ့ချကောင်းကြီးပဲရပြီးတော့အမင်္ဂလာလိုက်သွားတာပြက်စီးခြင်းနဲ့သွားတာချမ်းသာမှပို့ဆိုးတယ်မချမ်းသာတော့အကောင်းရွံ့နော်ချမ်းသာပေါက်တကရလေဖြစ်ကုန်ဒါကြောကချင်မျိုးမှာဖြစ်တယ်အခုဒီတည်းဖြစ်နေတော့မယ်နော်အခုဒီတည်းဖြစ်နေတော့မယ်ဒါမှမဟုတ်ရင်ဆေဘတို့မှလည်းဗာလေဖျားနေကမှာလေကောင်းကြီးပဒင်းပေါက်တို့ကိုဖွင့်၍ကောင်းကြီးမင်္ဂလာကိုကောင်းကြီးမင်္ဂလာကိုဗာလေအကုတ်အစင်သူ့လောင်းမီမတုံလောင်းမီကိုစုံစမ်းလို့ရလားမရလားဒီကောင်းကြီးမင်္ဂလာဆူတောင်းယူလို့မရအဲကျွန်တော်တို့အရောက်စီတိုင်းကဆေဘတို့မှလည်းဖျားနေရကောင်းကြီးမင်္ဂလာကျွန်တော်အရောက်စီတိုင်းတော့ရှိလားမရှိလားရှိလားမရှိလားဒီနေ့ကျွန်တော်တို့ကငါပြီးပါလည်းမချမ်းသာအဖေအမေဆုံးတော့အမွေလည်းဘာမှမကြံဘူးတချို့ဆိုပိုဆိုးတယ်နော်ရှိတာလေးတော့မှအဖေယောဂကူလိုက်တော့အမေယောဂကူလိုက်တော့အကျွေးတော်တင်တော့လူရှိလားမရှိဘူးလားအဲ့ဒါကပြတ်တာမဟုတ်ဘာလို့ကျွန်တော်တို့ကောင်းရအဖကကျွန်တော်အတွက်ကောင်းကြီးမင်္ဂလာရှိလားမရှိလားကျွန်တော်ဘာနာတိတရှိလားမရှိလားအဲ့ဒါကိုရတဲ့နီလန်းရှိလားမရှိလားအဲ့ဒါဆူတောင်းလို့လေမရဘူးနော်ဆူတောင်းလို့မရဘူးအဲ့ဒါဘာပဲလုပ်လို့ရတယ်စေဖို့တဖို့မှန်မယ်ဆိုရင်ဖရားသခင်ရဲ့ကျွန်တော်တို့ပြင်ဆင်တဲ့ကောင်းကြီးမင်္ဂလာလေးကောင်းကြီးပတင်းပေါက်ကိုဖွင့်ပြီးတော့အကောင်အစင်ကိုတွန်းလောင်းမယ်မတွန်းလောင်းမယ်ကိုစုံစမ်းလို့ရလားမရလားအဲ့အကောင်အစင်ကိုဘယ်လိုမလို့တွန်းလောင်းမလဲစေဖို့တဖို့တင်ကအကောင်အစင်အမြဲတမ်းမှန်ပေးမယ်ဆိုရင်ဖရားသခင်ကောင်းကြီးမင်္ဂလာလေးအကောင်အစင်ကိုတွန်းလောင်းပြီးဒီနေ့ကျွန်တော်ဖြစ်ရလို့ရှိတာကောင်းကြီးစေဖို့လို့မှန်တယ်ပါလေကောင်းကြီးနဲ့အတူပါလေမင်္ဂလာနဲ့တွဲတာဘာတော့မှမပြတ်စီတော့ဒီလားအခုတရားဟောဆရာတဲ့ပါစတဲ့လက်ကင်တော့ပါလေကိုကိတ်သွားတဲ့စေးပိုင်ရှင်ကနော်စေဖို့တဖို့မှန်တဲ့ခါမှာအမြင်ပါပါလေးပဲသွားတဲ့စေးတမှာသွားဆရာသွားကိုကိတ်သွားတဲ့စေးသုံးပါလို့ဘယ်တော့မှပြောနော်စင်ဆူတိုင်းတို့အများကြီးပဲတော့သွားလိုက်စီတော့အကူကိတဲ့တာဒါမဲ့သူကဘလို့ပဲတာကိုကိသွားတဲ့စီကယနေ့ထိတိုင်အောင်ပန်းပါလေဘာကြလဲသူကဆယ်ဘုဒ္ဓမှန်တဲ့ခါမှာအမြဲတမ်းအောင်မြင်လားမအောင်မြင်ဘူးလားကျောကချီနူမျိုးကအလုပ်လုပ်တော့မယ်ဆိုဘာဖြစ်လဲကျောကချီနူမျိုးပြောတာနော်တခြားလူမျိုးတွေအတူတူပါပဲခရီးရတယ်အလုပ်လုပ်တော့မယ်ဆိုရင်ကုမ္ပဏီထောင်တော့မယ်ဆိုရင်စိုက်တိဖွင့်တော့မယ်ဆိုရင်တင်းအိုးဆရာခေါ်ပြီဟုတ်လားမလားဒီတားပေါ်မှာကောင်းကြီးပြီးတော့ဒီတားရဲ့ဖွင့်တဲ့ဆိုင်လုံးကအောင်ပြောင်ဖျားတယ်မဆားတော့ဘူးမှာပြောလားပြောလားကြားဘူးတယ်နော်အခုအမှုတော်ဆောင်အဲ့လိုဆူတောင်းပေးကောင်းတောင်းပေးကြမှာပဲဘာဖြစ်လဲလူအကြိုက်လေနော်ကျွန်တော်ကတော့မတောင်းပေးတော့ဘာဖြစ်လဲဒီစေဖို့တော့မမှန်ရင်ခင်ဗျာကြိုက်တဲ့တင်းအောင်ဆရာခေါ်တခိုးပေါ်မှာဖျားတယ်ဘယ်တော့မှကောင်းနေတာကြောက်ချင်လို့ဒါကျွန်တော်ကိုယ်လည်းခံစားခဲ့တာဘာလို့ကွဲတယ်တော့ကြောက်တယ်ရင်ဘာပြောလဲ
ငနီပိုင်လေးမောက်တယ်ကျွန်တော်ဆိုပို့ချိုတန်းချွေသားတော့လို့တွေးလို့တယ်တကယ်အလကားပြောတာမဟုတ်ဘူးနော်ကုမ္ပဏီဖွင့်မဲ့ကချီမှာတန်တူးဖို့အတွက်နော်သိရမလားအားလုံးစာချုပ်ဆိုပြီး MOV တော့ထိုးပြီးပြီနောက်ဆုံးတိုက်ပွဲဖြစ်တော့အဲ့နောက်ဆုံးကြော့တယ်ချင်းပါမင်းနဲ့မင်းငနီပိုင်လေးမောက်တယ်ပေါ့မဆက်ဘူးမင်းကိုခေါ်တယ်ဘာတစ်ခုမှမအောင်ဘူးနော်ကျွန်တော်ရှက်တဲ့ဒေါတာရှိတယ်မှလည်းကုန်ပြီနော်ဘာလို့လဲမအောင်ဘူးနော်အမကိုတော့ဘာဖြစ်လဲတခိုးဖြစ်လို့ဖြစ်မှလည်းမတိခဲ့ဘူးအဲ့မှာကြီးကွဲပြီနော်ဘာကြောင့်ဖြစ်မှလည်းမသိနောက်ဆုံးကျွန်တော်တို့ဒီတန်းစာပြန်အော်ငါ့ကိုတေချာတွင်တင်ပေးတဲ့ဆရာသမားတွေမရှိဘူးအဲ့ခါမှာကျွန်တော်တင်းဥဆရာလာဖြစ်တဲ့ခါမှာကျွန်တော်နဲ့တွေ့တဲ့ညီကိုကျွန်တော်တေချာတွင်တင်ပေးတယ်ဒီစေဖို့တို့တကယ်အေးရှိတယ်ကျွန်တော်ဘွားမှာအဲ့ဒါကျွန်တော်တို့အတွက်ကောင်းခြင်းမင်္ဂလာဖျားနေရပါလဲကောင်းကင်ပတိမောက်ဖွင့်မှုတော့အcầuစင်တွန်းလောင်းမယ်မတွန်းလောင်းမယ်ကိုစုံစမ်းလို့ရလားမရဒါဆိုကျွန်တော်စေဖို့တို့မန်လိုက်တာနဲ့ကောင်းဖျားနေကောင်းခြင်းမင်္ဂလာကကျွန်တော်ပုံမှာတွန်းလောင်းမလားတွန်းလောင်းလား တော့လောက် အဲ့ကျွန်တော်လည်းစေဖို့တို့ကိုအcầuစင်ပုံမှန်ထိတ်မစင်ကောင်းခြင်းမင်္ဂလာအစီမပြတ်အcầuကိုတွန်းလောင်းပေးမှမတွန်းလောင်းပေးဘူးလားဒါဘလို့စကားလဲ ရဲတာ အာမတိကျွန်တော်ဒုက္ခရောက်တော့ပေါ့ဒီကောင်းဒီစေဖို့တို့မန်လိုက်တာနဲ့ကောင်းခြင်းမင်္ဂလာကိုရမလားမရလား အဲ့ကောင်းကြီးမှတွဲရပါဆိုတော့မာလခိခန်းကြီးတော့အငယ်30မှာပဲပြီးတာမဟုတ်တော့အငယ်7မှာဘယ်လိုရေးထားလဲဆိုတော့အရေးကြီးပြီကိုက်စားတတ်တော့အကောင်တို့ကိုတင်းတို့အတွက်ငါသုံးမရတင်းတို့ရဲ့မြေအတင်းနံကိုမဖြတ်စီရအဲ့ခေတ်မှာစိုက်ပျိုးတစ်ခုပဲရှိရလေနော်သူကစိုက်ပျိုးတဲ့ပုံစံပြောထားတာဒါဆိုရင်စိုက်ပျိုးမှာဘာရှိတယ်ပိုးမကိုက်အခုတောင်ပဲဆိုင်တဲ့သူတွေတည်ရနော်ကွန်းဆိုင်တဲ့သူတွေပိုးကြမှာကြောက်လုံးကြောက်လာဒါဆိုရင်နော်စေဖို့တော့မမစတော့ကိုက်စားတဲ့အကောင်ကိုတင်းရဲ့အတွက်ငါဆုံးမ၍တင်းမြေအတင်းငံကိုမဖြက်စီးရတင်းရဲ့စပြည့်ဥယျာဉ်ဒီအတီးမတီးပဲ နေရ မနေရဘူးကောင်းကင်ပို့ချီအရှင်ထားပါဗျာ နေရ တင်းဆိုင်တဲ့ဆိုင်ပြိုးကိုတော့နောက်ဆက်စီးသားမဲ့အရာလာပေးမယ်လေတင်းတိစရာမလိုဘုရားတခင်ကပါလေခွဲခါပေးတယ်နောက်ပြီးတော့ဗာတင်းရဲ့စပြည့်ဥယျာဉ်ဒီအတီးမတီးပဲမနေရဘူးကောင်းကင်ပို့ချီအရှင်ထားပါဗျာမိတ်တော်တင်းတော့တမအရာအလို့မအောင်မင်းဆရာအကြောင်းကိုမရှိအောင်ဘုရားသခင်ကပံ့ပိုးပေးမယ်ဒီဆယ်ဘိုးတို့ရဲ့လိုက်လာတဲ့ကောင်းကြီးမေလားကျွန်တော်ကချင်းလေးဘာမှနားမဆယ်ဘိုးတို့တခိုးဖြစ်ပြီးတော့တင်းဦးဆရာခေါ်စုတော့ဘာဖြစ်မလဲတခိုးဘုရားသခင်ကောင်းကြီးပေးမှာ ဝေးရော တင်းဦးဆရာကပိတ်တာဆောက်ပြီးတော့ပြောနေတာနော်ခွေးစိတ်ချမ်းတော်လေးလေးပေးတာမရှိတယ်ဘုရားသခင်ကောင်းကြီးမပေးဘူးပြီးကျွန်တော်တို့လည်းအောင်နေခဲ့ပြီမရဘူးကိုတခိုးဖြစ်လို့ဖြစ်မှလည်းမတိတော့ပြဿနာပဲနော်ကိုပုံစံအမှန်ကိုမတိရင်ဘယ်လိုနောင်တရမှလဲတိလားအဲကျွန်တော်လှုပ်တဲ့လောကအောင်မြင်ရင်လားမအောင်မြင်ဘူးလား အမင်းရဲ့ အဲ့ခါမှာဘာလုပ်လဲခရိယန်တယောက်မလို့တေးကိုဆရာခေါ်ပြီးအဖတေးကိုဆရာလာပါအောင်ကောင်းကြီးပေးပါအောင်ဆူတောင်းပေးပါအောင်ဖွင့်ပွဲလုပ်ပါအောင်ကြိုက်တော့ဖွင့်မရဘူးအေးခမ ्या ကကံကောင်းလို့နော်ခမ ्या လှုပ်တဲ့အရာကလူအကြိုက်ဖြစ်တဲ့အခါမှာလက်တော်ကံကောင်းတယ်တောက်လျှောက်အောင်မြင်လို့တော့မဖြစ်နိုင်တာကိုကေကဖြစ်တယ်ကိုကေသွားတဲ့စိတ်တတိကစေဘုဒ္ဓဘုမန်နေတော့ကကျန်တဲ့ကိုကိုတွေကလည်း9ဖို့6ဖို့လို့ကိုလူရဲ့အခါမှာအမြဲတမ်းပန်းပန်တယ်ခါနေကလေးတော့ရှိတယ်တခြားသွားတဲ့စိတ်နောက်ဆုံးမှပေါ်သွားတဲ့စိတ်သူ့ထက်အရန်တာပဲပဲလေသူ့တော့ရောင်အောင်မကောင်းဘူးဖျားခြင်းကတိတော့ရှိတယ်ကျွန်တော်တို့ကအောင်မြင်ဖို့အတွက်လမ်းကြောင်းကိုလည်းဖျားခြင်းကပြင်ဆင်ထားတာရှိတယ်တော့အာဗြဟံတို့အမြဲတမ်းကြီးပွားတိုးတက်ဆုတ်လို့တော့လားမရှိကျွန်တော်တို့ကချမ်းသာပြီးဒုံးနဲ့ပြန်ကြတော့ဘာကြောင့်လဲဒီနေ့တည်းအဖြစ်မရှိဘူးရှင်လို့နောက်ဆုံးတရားစာတာကြင်ချင်းအမိလာနဲ့အားလုံးပျက်စီးခြင်းကိုတွားနေတယ်ဒါဆိုရင်တော့အငယ်ဆက်တိမှာကိုက်စားတတ်တဲ့အကောင်တို့ကိုတင်းအတွက်ငါဆုံးမရတင်းရဲ့မြေအတီးနံကိုမဖြက်စီးရတင်းစပြစ်ဥယျာဉ်ဒီတဲ့အတီးမတီးပဲမနေရအောင်ကောင်းကင်ပို့ချင်အရှင်ထားပြတော့ဒါဆိုစပြစ်ဥယျာဉ်လောက်တဲ့ခါမှာဘာလို့ချင်းလဲစပြစ်တီးလို့ချင်းတာလေကိုလုံငန်းလောက်ရင်ကိုလုံငန်းအောင်မြင်တာလို့ချင်းလားမလို့ချင်းဘူးလား လူချင်း ဟဲ့အဲ့လိုချင်းတဲ့အရာဖျားနေတီးလားမတီးဘူးလားကျွန်တော်တို့နောက်ဆက်ဖို့လာတဲ့လူတော်မှာကျွန်တော်သိစရာမလိုပဲဖျားတခင်ကွဲခါပေးတယ်ဒီစေပို့တို့လေးမှန်တာဒါကြီးလေကျွန်တော်စေပို့တို့ကတခိုးဖြစ်ဆိုဖျားတခင်ကျမလုံးကကွဲခါမဆာကမတော့မလားတော့မလားတင်ကံကောင်းလို့လားဖြစ်တယ်လားတင်ပဲကံကောင်းတော့တခြားလူမျိုးနဲ့ကံကောင်းလို့မကောင်းဘူးလားနော်ဒီဖျားတခင်မယုံကြည်လဲရတယ်နော်ပြရမလားဘာမှမဖြစ်ရင်ဘာမှဖြစ်ဘူးတဘာဝဘေးအနေရောက်လာရင်တော့မှာပဲအမကျွန်တော်တို့ယုံကြည်သူတွေကအဲ့လိုသွားကြအကြောင်းမရှိဘူးခဏတော့ရှိတော့ကိုကိစ္စအများနဲ့ပတ်မှန်ပြမလား
အခြားသွားတဲ့စီဘလောက်ပဲကောင်းသူ့ရောင်းအားဘယ်တော့မှမကြဘာဖြစ်သူကဆေဖို့လို့အယမ်းမှန်ဒါတင်းအောင်ဆရာတွေလက်ကင်တုံးတဲ့စကားနော်ပိုးပြီးသွားတဲ့စီလူလည်းတီးလားမသိဘူးလားတော်တူတောင်းတာအားလုံးကြည့်ရနော်ချမ်းလားပိုးပြီးသွားတဲ့စီလူတိုင်းတီးတယ်တုံးလဲတုံးမှုကြတယ်ဒါပေမဲ့အငယ်ဆက်နေမှာပြန်ဆက်ဖတ်ပါတွေ့ရဆိုလူမျိုးအပေါင်းတို့တွေတင့်ကိုမင်္ဂလာရှိတဲ့သူခေါ်ကြလိမ့်မယ်အဲ့ဒါရင်းနဲ့ကျွန်တော်ကိုမင်္ဂလာမမင်္ဂလာတိတ်ဖြစ်နေတယ်နော်လူကအစီသေးတယ်ကြိုက်လားတိတ်အောင်မြင်ချင်ကြလားဟုတ်တယ်မဟုတ်လားအောင်မြင်ချင်ဖို့တော့ဘုရားရှင်နေရာပေးထားရှိလားမရှိလားဒီစေဖို့တပိုးလေးမှန်နေတာနဲ့အဲ့ကောင်းကြီးမင်းတောက်လျှောက်လာတာဒီနေ့ကျွန်တော်ပေးချင်ပေးတယ်ပေးချင်ပေးဘူးငါအဲ့လိုမမရဘူးအဲ့ဒါဘုရားရှင်လည်းကောင်းကြီးမင်းလာလေဖွင့်ရင်ဖွင့်မယ်ပိတ်ရင်ပိတ်မယ်ဟုတ်လားမဟုတ်လားဘာလဲတူတယ်ကျွန်တော်မြို့မှာတဲ့မိသားခမမန်ဆောင်ရင်မိမမန်လာမယ်မိသားခမမမဆောင်ရင်မိဖြတ်မယ်အဲ့လိုပဲနော်အဲ့ကျွန်တော်စေဖို့တော့မှန်တယ်ဘာဖြစ်လဲဘုရားနေရှိတော့ချင်းချင်းဘာဖြစ်သွားလဲဘုရားသားသမီးတို့ပြောပေမဲ့ဘာဖြစ်သွားလဲတခိုးဖြစ်လားမဖြစ်ဘူးလားကြောက်စရာကောင်းတော့နော်ဘုရားနဲ့ဥပဒေကကျွန်တော်ဘုရားတွေယုံကြည်ရောဘုရားနဲ့ဥပဒေနားမလဲလို့မရဘူးအားလုံးခံစားတော့အောင်ဒါတွေကတစ်ချက်မှမလို့မရတဲ့အရာတွေဒါမှကျွန်တော် easy ပဲနော်ဟုတ်လားမဟုတ်လား easy ပဲနော်တခိုးကလူတော့ပြန်ဟစ်ချင်သေးတယ်ဘုရားတင်ပြောင်းပြန်ပြပြီးတော့ပြည့်တင်ချင်လားမတင်ချင်ဘူးလားတင်ချင်တယ်ဒါမို့တော့လူကိုမျိုးအပေါင်းတို့သူ့ကိုမင်္ဂလာရှိတဲ့သူကိုခေါ်ကြလိမ့်မယ်ဒါဆိုအောင်မြင်တဲ့သူကိုဟာမင်းအလကားကောင်လို့ပြောမလားမင်္ဂလာရှိတဲ့သူလို့ပြောမလားလူတိုင်းကိုမင်္ဂလာမင်္ဂလာဖြစ်ချင်လားမဖြစ်ချင်ဘူးလားဖြစ်ဖို့အတွက်ဆုတောင်းရမှာလားဆုတောင်းယူလို့မရအောင်နော်ဒီစေဖို့တို့မှန်တယ်ဒီအောင်မြင်မစင်တင့်ကိုလူရပါလားမင်္ဂလာရှိလိုက်တာဟာချက်တည်ရှိလိုက်တာမလာတော့လာလိုက်တာအမရဲ့ဟာချက်တည်မရှိချက်တည်ရှိလိုက်တာအမရဲ့ပြောကုန်ပြီလူတွေကတင်းဟာတင်ရုပ်ဘလောက်ပဲလာနော်မအောင်မြင်မကောင်းရှုံတယ်လူတွေကအမျိုးပါနော်သိရနော်လူတွေကရင်းနေကိုမင်္ဂလာမင်္ဂလာဖြစ်ချင်တာကိုဖျားနေတီးလားမသိဘူးလားဖြစ်ချင်တဲ့နီလန်ရှိလားမရှိဘူးလားရှိပါစူတောင်းယူလို့မရအောင်ဒီလားအပြတ်စေဖို့တို့မှရဘာမို့နော်အောင်မြင်တဲ့ခါမှာလူမျိုးအပေါင်းတို့နော်လူမျိုးအပေါင်းတို့နော်လူမျိုးအပေါင်းတို့ဒီတင့်ကိုမင်္ဂလာရှိတဲ့သူကိုခေါ်ဝေါ်ရလိမ့်မယ်ပြီးတော့ဘာဖြစ်လဲတင်တို့ပြည်ဒီလဲနှစ်သက်ပွဲတော့ပြည်ဖြစ်လိမ့်မယ်ဟိုကောင်းကင်ဘိုးရှိအရှင်ထာဝရဘုရားမိတ်တော်မူတယ်ဒီစေဖို့တို့လေးမှလဲတာနဲ့ကျွန်တော်တို့ရဲ့အတွက်ကောင်းကင်ဘာနာရှိလားမရှိလားကောင်းဒီပဒင်းပေါ့ဖျားတယ်ဖွင့်နေပြီးတော့ကောင်းကြီးနဲ့မင်္ဂလာတွဲထားပြီးတော့လုံးဝမပြတ်စီးတဲ့ကောင်းကြီးမင်္ဂလာကိုတူနှောင်းပေးတယ်ပြီးတော့ကျွန်တော်တို့စိုက်ပျိုးတဲ့အရာအားလုံးကိုလည်းနောက်ဆက်ဖြစ်စီးမဲ့ပိုးရွားကိုလည်းဖျားတယ်ကအလိုလျောက်ပွဲကားထားပြီးတော့ပွဲကားဘာပြောစရာအကြောင်းမရှိဘူးနော်ဒီလားကျွန်တော်လုပ်ငန်းကိုလည်းပွဲကားပေးပါပြောစရာအကြောင်းမရှိဒီစေဖို့တို့မှန်တဲ့နောက်ဆက်တွဲလာတဲ့ကောင်းကြီးမင်္ဂလာကဒီလိုကျွန်တော်လူတွေနားမလဲတော့ကျွန်တော်စေဖို့တို့မှပေးဖို့ဆရာကြီးတို့ခေါ်ပြီးတော့ဆူတောင်းမရဘူးမရဘူးဒါတွေကဆရာသမားတွေတေချာကိုယ့်ရဲ့အတင်းတူတင်ကြက်မတွန်တင်ရမယ့်အရာဖြစ်တယ်ဟိလားဒါကိုမကြက်မနိုင်ရင်ကိုယ့်အတင်းတူတင်တာခမရဖះเจ้าဘယ်တော့ပဲမှန်ခမရဖះနေဥစ္စာကိုခေါင်းဖြတ်တဲ့လူဖြစ်ပြီနော်ပြီးရင်ပြီးတယ်မပြီးရင်မရဘူးအဲ့ခါကောင်းကြီးရပါပြီလေတန်သွားပြီနော်ဘုရားရှင်ပေးမဲ့ကောင်းကြီးကတတ်မလားမတတ်မလားဥမာကျွန်တော်မြို့မှာတဲ့မိသားခလာကောလို့မိသားခမဆိုမိကဖြတ်မှာပဲမလားတော့မိသားခပြန်တော့ဆောင်ရင်ပြန်လာမယ်အဲ့ဘုရားရှင်ကကောင်းကြီးမင်္ဂလာတကယ်လို့ရှင်လားလို့ရှင်နေစေယနေ့လူတိုင်းကကောင်းကြီးမင်္ဂလာသိလို့ရှင်တယ်လေနော်အဲ့ခါမှာနော်အဲ့နီလန်တစ်ခုရှိလားမရှိဘူးလားဒီလုပ်တဲ့လုပ်ငန်းအောင်မြင်တယ်ဘုရားရှင်ကအနောက်ကွယ်နဲ့ပံ့ပိုးပေးတယ်အဲ့ခါမှာတရားအောင်မြင်တဲ့လူဖြစ်ရင်အလကားလူလားမင်္ဂလာရှိတဲ့သူဖြစ်လားမင်္ဂလာရှိတဲ့သူဘ누구ရဲ့ကြားထဲမှာလူပြောအပေါင်းတို့ကတင့်ကိုမင်္ဂလာရှိတဲ့သူဟောအခုကျွန်တော်တို့လူများတွေကမင်္ဂလာရှိတဲ့သူတို့ဟောလားမျက်စိတော့လေတော့နော်မတည်သေးဘူးလားဟာပြောလားမပြောလားပြောတယ်နော်ဘာဖြစ်လို့လဲတခိုးဖြစ်လို့လေလူရှိမှတခိုးမကျွန်တော်ဖျားတယ်တော့လူဥစားတော့မခိုးဘူးတော့ကျွန်တော်တို့ဟုတ်တော့မဟုတ်လားဘလူဥစားတော့ခိုးတယ်ဟာမိုက်တယ်နော်ဖျားတော့မချမ်းဘူးဖျားတော့မချမ်းဘူးနော်တွေ့တာပဲနော်လစ်တူလို့ခိုး
ခိုးယူတယ်ဟာအဲ့ဒါရကြောက်ကြကောင်းရနော်လူဥစ္စာတော့ကျွန်တော်မခိုးဘူးလူဥစ္စာခိုးတယ်ဟာအမြင့်ဆုံးတော့ဖျားဥစ္စာကိုလူဟာအဲ့ဒါရကြောက်ကြကောင်းတယ်နော်အဲ့စိတ်ကကြောက်ကြအကောင်းဆုံးရကျွန်တော်ကမကြောက်ဘူးနော်အမအဲ့ဒါကိုမကြောက်တဲ့ခါမှာဖျားနေပေးမဲ့ကောင်းကြီးတဲ့ကျွန်တော်တို့ကကောင်းကြီးနဲ့မိလာတယ်မရလှုပ်တဲ့လုပ်ငန်းနဲ့မအောင်မြင်တော့ဖျားနေကမပန့်ပိုးပြီးအောင်မြင်တဲ့ခဏပဲခဏဆိုပြန်ပြီးတော့ကြာချိုးတော့ကိုမင်္ဂလာမင်္ဂလာတိတ်ဖြစ်နေတာဆန္ဒပဲရှိတော့တယ်တကယ်တမ်းတော့မဖြစ်နိုင်တော့ဖျားနေကပန့်ပိုးမှုမပါရင်မဖြစ်နိုင်ဒီနေ့ကဘာပေါ်အောင်မြင်တဲ့တတိလုပ်ငန်းရှင်အားလုံးကအနောက်ကနေအစိုးရတွေပန့်ပိုးပေးတယ်သူကလည်းအစိုးရကိုမှန်မှန်ခွန်ဆောင်တဲ့အတွက်ဒီနေ့လည်းကျွန်တော်တို့ဖျားတိကိုမှန်မှန်စေဖို့လို့မှန်မှန်ဆက်တမယ်ဆိုရင်ကျွန်တော်တို့ကကောင်းကြီးမင်းတာဆုံးရွသွားတာရှိလားမရှိဘူးဒါကဖျားတိကစီးပွားလုပ်တဲ့အရာစေဖို့လို့မှန်ရှုံးလို့ကြကြောင်းဒါကကျွန်တော်တင်ချတွင်တင်ပေးတယ်ကျွန်တော်စီးပွားတော့မှတယောက်အမျက်ကိုရန်တွက်တတ်တယ်အမျက်ကိုရန်တွက်တတ်တယ်ဒါကိုတော့တင်ချတွင်တင်ပေးတာခင်ကျွန်တော်တို့ပေးမှာပေါ့အလူကလာကားတွေလူတွေဟာဒီစေဖို့လို့လည်းပေးမှာပေါ့ဘာနှမျိုးမလဲမနှမျိုးဘူးဒီနေ့ကျွန်တော်နှမျိုးတော့မနှမျိုးလား1000ရ1000ထည့်တာလွယ်ရနော်300ရ1000အလွယ်လေးတယ်10သိန်းရ3သိန်းအလွယ်တယ်ခုခေတ်မှာ3သိန်းနဲ့တိတ်တာမရှိဘူးသိန်း100ရ10သိန်းစီတာမဟုတ်ပါဒီတင်းဟုတ်ဆရာတဲ့နော်ဒီ10သိန်းနဲ့ကတော့ငါခွဲထားလိုက်ဦးမယ်ဟိုတယောက်ကိုနည်းနည်းအဲ့ဒါဆိုလာရမြကသူကပေးနိုင်တယ်လို့ဘာလို့နော်အဲ့လိုလုပ်လို့မရအဲ့လိုလုပ်လို့မရရမှာဒါမှမဟုတ်ဆေဘုဒ္ဓဘုဆိုတာအာဗြဟံကစစ်နိုင်တဲ့ခါမှာဖျားတဲ့ခင်ကတော့တခါလဲချက်ချင်းစီမနိုဖြတ်ကောက်ပြတဲ့လမ်းတော့ဝက်မှာအိမ်တော့ပြီးမရဘူး။အမဟောင်းကဖတ်ကြည့်တော့ဆိုဆေဘုဒ္ဓဘုတညတော့တိတ်လို့မရအောင်နော်ချက်ချင်းကြာလူကစိတ်ကောင်းမှကြောက်တယ်နော်ဟုတ်ရတယ်ချင်းပြီးဖျားတဲ့ဥစ္စာချက်ချင်းပြန်ပြီးလူကစိတ်ပြောင်းလဲမြန်တော့မမြန်ဘူးလားဟုတ်ကိစ္စများလာရင်ပို့ပြီးတော့စိတ်ကနော်မျောလာလားမမျောလာဘူးလားတုံးလိုက်ဘလောက်ကောင်းအဲ့တကယ်စီဝတ်တမကရင်းနှီးရတာကြိုက်လားမကြိုက်ဘူးလားအရင်းနှီးများရင်အမြတ်များဒါဆိုကျွန်တော်ဆေဖို့လို့မှန်ထည့်ရင်ကောင်းကြည့်မိတာလေမှန်ရမယ်ကောင်းကြည့်မိတယ်မှန်ရတဲ့ပြကျွန်တော်လှုပ်တဲ့လုပ်ငန်းကိုဖျားတယ်ကထောက်လျှောက်ွယ်ကာပေးမယ်ဒါဆိုကျွန်တော်လှုပ်တဲ့အမြဲအောင်လားမအောင်လားအောင်မယ်ဆိုရင်မင်းအလကားကောင်းလားမင်္ဂလာရှိတဲ့ကောင်းလားဖြစ်ရှင်တဲ့ဆန္ဒလူတိုင်းမှာရှိသားမရှိဘူးလားဖြစ်စေဖို့အတွက်ဘုရားနေနီလန်းပေးထားပြီလားပေးထားလားဒါစေဖို့တဖို့မာနနဲ့ရပြီနော်ဟုတ်ပြီနော်ကျန်တဲ့ကိုးဖို့တွေကတဖို့ကိုအေဝံဂေလိယမှာပါဝင်ဘာရလဲပြန်ကြည့်မယ်နော်ကျွန်တော်တို့ကဒီအလူနှစ်ခုကိုမှန်ပြီဆိုတဲ့ခင်ဗျာခရိယန်တယောက်ယုံကြည်တဲ့ဘွားတွေရိုက်ချတော့မကြောက်ဘူးဗျာကျွန်တော်လကားပြောတော့မဟုတ်ယနေ့ကိုရီးယားတွေနော်တကဘာလုံးကိုတာတာဖြတ်တော့နော်ကိုရီးယားတွေပြပုံရထလာတာနှစ်ပေါင်း50ပဲရှိသေးတယ်ဟုတ်လားမဟုတ်လားဖျားတယ်ယုံကြည်ကိုးကွယ်တာလေကိုရီးယားအရင်နှက်စားတာဒုတိယကဘာစစ်နောက်တိုင်းပြည်တော့ပြန်စစ်ပြီးကိုရီးယားတောင်နိုင်ငံတော့ကွဲသွားတယ်နော်ဒီတောင်ကိုရီးယားတွေကဖျားတယ်ကိုကိုးကွယ်တဲ့အခါမှာဘာဖြစ်သွားလဲသူတို့ကဘာနဲ့အောင်မြင်ဒီအလူနှစ်ခုနဲ့အခုဗမာပြည်ကတာလာပြန်ဖြန့်လားမဖြန့်လားအဲ့ဒါကျွန်တော်ဗမာပြည်ကရှိတဲ့ဆရာတွေကကိုရီးယားလာအားတယ်နော်ငါတို့ဖျားကြောင်လာဆောက်ပဲဘာမှအားဒီကခမရတဲ့လေတယ်နော်ဒီကမပိတ်ဘူးခမရဖျားကြောင်လာဆောက်ပေးတာသူတိတ်တရားကြဖျားနေတိတ်တစ်ထောင်အစားတော့တရားပြန်ရတော့ပေးနေတာဒီဗမာပြည်ဆရာဟောငါတို့အဲ့ဒီကြီးဆိုဟိုကခမရတဲ့လေတယ်ဒီလားငါပေးနေတော့အော်ကျွန်တော်အများဆဲတာဟိုဝင်းစော်ကျွန်တော်ဆဲတာမီးကြီးအဲ့ကောင်တွေမအားဘူးအားတာမင်းအားနေတာဟိုကောင်နဲ့စမ်းစာတိလို့နော်ဘောချုပ်ဗမာတွေကဘာမတောက်တဲ့ခေါက်တော့ကိုရီးယားလာအားတယ်နော်ငါတို့တဖျားကြတော့ပြည်သူပြန်သွားတာသူကလူပြီးပါတယ်ဒီစမ်းစာပြန်ဖတ်ကြည့်အောင်နော်အေးဝင်ကြီးကပါဝင်တဲ့အရာဆိုတာနော်ဒါမှမဟုတ်ဒီနေ့ကိုရီးယားတွေကဘာပတ်ပြီးအတူပေးနေတာပေါ့နော်ကိုရီးယားအားတယ်ဒီဗမာတွေကလာစိန်စားနေတာနော်စိန်စားတဲ့လူပဲခံရတာကိုရီးယားစင်းရဲတော့တာမရှိဘူးလူတွေတိုးသွားတယ်ကျွန်တော်တို့ကလူမကြောက်လို့မကြောက်လားဒီများပေးတဲ့အလူတော့ဘုံပြီးတော့အားစကားတွေများတယ်နော်ခွက်ပုံးတွေခုတ်နေကြတယ်စကားတွေများများဖြစ်နေကြတယ်ဆိုတော့ပုံမှာရမှုတော့ဆောင်တယ်တကယ်တော့သနာစရာကောင်းတယ်ဒီမှာတော့ရှီမာပုခရစ်ဝင်ခန်းကြီး30အငယ်28ကနေ31မှာထိုအခါပေတရုကအချင်းတို့
ဒီအတော်တော်ရှိသမျှကိုစွန့်ပြည့်ပြီးကိုတော်နောက်တို့လိုက်ကြပါပြီကိုရှောက်လေ၏နော်အဲ့ခါမှာရေပေးသူကဘာပြောလဲဆိုတော့အကျွန်တော်ရှိသမျှအကျွန်တော်တို့ရှိသမျှဆွေးကိုတော်နောက်လိုက်ကြပါပြီလို့ပြောတယ်ဒါကြီးပေးသူကဘာလို့အဲ့လိုထားပြောဆိုတော့ဒီအပေါ်မှာဖတ်တဲ့ခါမှာလည်းရှေ့မှာတော့နော်ငွေရတတ်တဲ့လူကနော်ထာဝရတက်ကိုရောက်ဖို့အတွက်ဘာလို့ရမလဲလို့ပြောတဲ့ခါယေရှုဘာပြောလဲမင်းရှိသမျှဥစ္စာကိုရောင်းပြီးတော့ဗာလဲမရှိစင်းစားကိုပေးလူလိုက်ပါအဲ့လိုလုပ်မစင်ကောင်းကင်ဘာသာကိုရရမှာငွေခွာချတဲ့နေလားယေရှုတုံပြီးပေးတာဟုတ်အဲ့ဒါရှိသမျှကိုရောင်းပြီးတော့မရှိစင်းကပေးလူလိုက်တယ်ပြီးတော့ဗာလဲအဲ့လိုပေးလူလိုက်မစင်ကောင်းကင်ဘာသာပြန်ရမယ်ငွေကိုခွာချလာတယ်ငွေချွေငွေလေးဆိုကျွန်တော်တို့ရှိသမျှဥစ္စာတည်ရင်မပါတော့ဘူးနော်ဒါပေမဲ့အဲ့ရှိသမျှဥစ္စာကိုရောင်းပြီးတော့မရှိစင်းပေးလူလိုက်မစင်တင်ပေးလူတဲ့အတိုင်းကောင်းကင်ဘာသာရမယ်လို့ယေရှုပြောအဲ့ခါမှာနော်ငွေရတဲ့လူကပါထာဝရတက်လည်းမလို့ချင်တော့သူ့ဥစ္စာရှုံးမကြောက်လုံးကြောက်တော့အဲ့ဒါနဲ့ပါလေယေရှုတော့မလိုက်ဘူးစိတ်မတားလည်းညီးသွားပြီးပြန်သွားတဲ့ခါယေရှုပါပဲကလာအိုကအနဖားကိုရှုလွယ်ပြီမဲ့ငွေရတတ်တဲ့လူတွေကကောင်းကင်နဲ့ဝင်ရခဲလိုက်ပြောလားပြောလားအဲ့ခါပေးသူကထဖောက်ပြီပေးသူကဆိုတော့ရန်တော့အရန်ထဖောက်တော့သူကပိုရောကလည်းနော်သူရှိသမျှကိုဆွမိတော့နော်မရှိစင်းတော့ပဲကောင်းကင်ဘန်တော်ရပြီဆိုရင်ကျွန်တော်လည်းအခုရှိသမျှအားလုံးဆွမိကိုတော့တော့ကျွန်တော်ဘာမှမရသေးဘူးလို့ပြောနေတာအဲ့ကောင်ယေရှုကဒေါ်လာထွက်လာမထွက်ဘူးလားဒေါ်လာထွက်တဲ့ခါမှာရှင်မာကုခေဝင်ခန်းကြီးသက်ဆက်အငယ်သက်ရှိမှာထိုအခါပေတရုအကျွန်ုပ်တို့ဒီရှိသမျှကိုစွန့်ရင်ကိုတော့နောက်ကိုလိုက်ကြပါပြီမဟုတ်တော့ဘူးရှောက်တယ်ကျွန်တော်ရှိမှစွန့်ပြီးလိုက်ပြီဒီဘယ်မှာလဲအစတော့တရားကျိုးတို့ပြောနေတာယေရှုကချက်ချင်းတည်တယ်နော်ပေတရုမင်းပါဆိုလို့ဆိုငါချက်ချင်းတည်တယ်အဲ့ခါမှာယေရှုပါပြန်ပြောတယ်အငယ်29မှာယေရှုကငါအမှန်ဆိုဒီကဟဲ့လားအကျဉ်သူတွေငါကြောင့်တကောင်အေဝင်ကြီးတရားကြောင့်၎င်းအိမ်လေညီကိုနမမိဘသားမယားလေးဟူတော့တဘာဘာကိုစွန့်ရင်ထိုသူဒီအစတော့အစတရားတော့အကျိုးဒီဟူတော့ယခုကာလနဲ့ညင်းဆဲခြင်းနဲ့တကွအိမ်လေညီကိုနမသာသမီတို့ကိုနေ့တို့ကို၎င်းနောင်ပွားတဲ့ထာဝရတဲ့ကို၎င်းခံရကြလာတယ်ဟုတ်လားပေသူရှိသမျှဆုမိလိုက်ပြီဒီတော့ဘာမှမရတယ်ဒါမှယေရှုပါပြောဟုတ်ပြီမင်းကငါကြောင့်၎င်းအဲ့ဝင်ဒီရကြောင့်၎င်းငါနောက်လိုက်လို့ရှုံခဲ့တယ်ဆုံးပြခဲ့ရရှိတယ်ငါအားလုံးတည်တယ်ပေသူမင်းအသက်မတည်ခင်မှာယခုတော့ကာလမှာအစတော့တရားကျိုးကိုငါပြန်ပေးပြီးတော့နောင်ပွားတော့ထောင်ရတော့ငါပေးမယ်မဆရာဝင်းစောပေါ့နော်ကျွန်တော်တူတော့ဝင်းစောလိုပဲခေါ်တာကိုတားလိုပဲကိုတူလိုရောတော့ဆုံးမတယ်အပြတ်ဆုံးမတော့သူကိုရီးယားနောက်လိုက်တဲ့ခါမှာသူကိုရီးယားလိုက်တဲ့ခေါင်းဆောင်တော့သူ့တမြေခွက်ဝယ်ထားပြီးတယ်ကျွန်တော်နဲ့သူအိမ်ထဲလိုက်တဲ့ခါမှာနှုတ်ကွက်တော်လိုက်တာအဲ့ဒါအားလုံးရှုံသွားပြီစိတ်ထဲမှာတော့တာတာသူ့အဖေကခါပြောလိုက်တာကျွန်တော်ကြားရနော်ဆရာဆိုင်နောက်လိုက်တော့ပြီးငါတားတော့ဘွားပြက်ပြီးဘာလဲမသိဘူးအခုဒီနေရတော့မရအောင်ဘူးပြို့နေရတော့မရအောင်နော်ခေါင်းတစ်လုံးနဲ့စောင့်တစ်ထည်နဲ့ပဲနော်ဒီရွာပတ်နေတူပဲခံစားဒါပေမဲ့လေနော်အဲ့ဦးညတော့လိုက်ရင်းလိုက်နေဘယ်နည်းပဲကြာတာခုနှစ်နှစ်အခုရှုံတမရအောင်ပြန်ရလားမရရတယ်အစားများတော့ရရှုံတော့လားမြေကွက်နှစ်ကွက်အခုကတော့အဲ့မြေကွက်နှစ်ကွက်ဝင်လာလေးထပ်တိုက်လာငါတက်ငါထပ်တိုက်တော့အဆောင်ဆောက်ပြီးသားနော်ပတ်စံကောက်စားရုံပဲဒါအဲ့ဦးညတော့ရလားဒါမှခုလဲတော့ကျွန်တော်အယောင်ဝမ်းမြတ်တာနော်ဆရာမအီဆိုးတို့နော်ဆရာတန်းတဲ့ဆိုးတို့မောင်နှမတုံးကဒီပွဲလောက်တာလေအခအကုန်ကြခံတော့ तू ကဒီအဲ့ဦးတရားကိုယုံကြည်လို့အရှုံးခံပြီးလုပ်နေတာနော်စားတဲ့လူကမြတ်တာလားငွေအဲ့ဦးတရားမှာအကုန်ကြခံနေတော့ဘယ်သူကပုံမြတ်တာလဲဘာဖြစ်လို့လဲအစားတော့တရားအကျိုးကိုပြီးမှဆိုတာဂရိတော်ရှိလားမရှိဘူးဒါအောင်ကျွန်တော်လှုပ်ဆောင်တဲ့အရာတွေအားလုံးဂရိတော်ယုံကြည်ပြီးလုပ်မှဆိုရင်စားတဲ့လူတွေမြတ်ပါလေကျွန်တော်တို့တော့ဘိုက်ကောင်းစားနော်ကျေးဇူးတင်ပါတယ်ဒါပေမဲ့နော်ဒီယုံကြည်ခြင်းကိုနားလေလို့လုပ်တယ်နော်ဒါတဲ့ဒီကုန်ကြတဲ့အကြောင်းကိုလည်းဖျားခြင်းယေရှုကတည်တမ်းကြည့်လားအပြောတော့ဘောလို့အဲ့ဒါမှယေရှုကအဲ့တင်တင်ငါကြောင့်တော့အဲ့ဝင်နေရတော့ဘာရှုံခဲ့ဒီဘဝမှာမင်းကအရင်စိုက်ထုတ်လိုက်အဲ့ဒါမင်းစိုက်ထုတ်တဲ့အရာအလုံးကိုယေရှုကတည်တမ်းမသိဘူးလားယခုတော့ကာလမှာစတော့တရားထုတ်ခံပြီဒါဆိုကျွန်တော်ဆေဘောတို့မနိုင်မယ်ကျန်တဲ့ကိုဖို့တဖို့အဲ့ဦးတရားမှာတကယ်အဲ့စစ်မှန်တဲ့အဲ့ဦးနဲ့လှုပ်တဲ့ဆရာသမားအတွက်ကိုပေးလူလိုက်မယ်ဆိုရင်ခမည်းအတက်တိုင်းရိုက်ချတော့မကြဘူးဗျာ။တောင်ဒီကိုရီးယားဒါကိုမှန်လို့တကပါလုံးကိုဒါတော့ဖြတ်နေတာ
အဲ့ဒါကျွန်တော်ဗမာကပေးနေကအမှုတော်ဆောင်နေကိုရီးယားစီအရာပြောလို့ဟိုကောင်ခင်ဗျားနဲ့တာတယ်နော်ဟိုကောင်ပေးရှင်တာဘယ်ကောင်ပေးရမှမသိဘူးပေးတဲ့လူကဘာဖြစ်လဲပုံမြက်လားမမြက်ဘူးလား မြန် အခုလည်းဒီမှာကျွေးတဲ့လူကပုံမြက်လားမမြက်ဘူးလား မြန် စားတဲ့လူလည်းကောင်းပါဒါပေမဲ့ကျွေးတဲ့လူက ပုံမြန် အဲ့ဒါကိုနားလေမတီးတော့ဒီဆရာမမောင်တော့ဘာလို့လဲမသိဘူးဟုတ်တယ်ဘာလို့လဲဒီကိုရီးယားဘာလို့လဲမသိဘူးကိုရီးယားမပိတ်ဘူးဒီလားပိတ်တာကကျွန်တော်တို့မြန်မာမှုတော်ဆောင်တော့ကျွန်တော်အရင်စူရစေးတယ်ကျွန်တော်ဗမာရမ်းကြွားနော်ငါတို့ဗမာကြီးမှာခရီးရန်ဖြစ်နေပေါင်းနေရဟုတ်လားမဟုတ်လားဆရာယူဒရာနေပေါင်းဘယ်လောက်လဲ နေရကျော် နေရနဲ့ဆိုနောက်တော့နေပေါင်း1000ဒါပဲဘာရုပ်အောင်ပေါ့ဘူးမင်းတို့ကလည်းဘာရုပ်အောင်ပေါ့ဒါလည်းမတူနေတဲ့ဘာဖြစ်သွားမလဲကိုရီးယားပြပေါ်ထားတယ်နေပေါင်း50ဘာဖြစ်သွားပြီလဲဘာဖြစ်သွားပြီလဲဟမ်ဒါလေးနှစ်ချက်မှန်လဲတယ်နဲ့တကဘာလုံးကိုတာတနာဖြတ်နိုင်တယ်နောက်ကျွန်တော်ပြောတာလေကျွန်တော်လည်းကိုရီးယားတင်းတော်တွားပြီးတစ်ဖက်ခံတာအတွေ့အကြကြတွားလေးသူတို့ဘာကိုယုံကြည်သူတို့ကိုယ်ဝယ်ဒီဖျားငါတို့ကိုယ်ဝယ်တယ်လေဒီဖျားသူတို့ဖတ်တာလည်းဒီကျန်တာငါတို့ဒီဘယ်မှာကွာတာလဲခမရအဖြေမရှာနဲ့ခမရတင်းဥစ္စာလောက်ကနေပေါင်40လာမပြောတော့ကြောရှိမှာတဲ့လုံးဒီများလက်ဖြားမှာပြီလားမမလေးအကြွားပဲရှိတယ်ခါတို့ဖိရဖိနေပေါင်းနေရမှာနောက်တော့နေပေါင်းတော့ထောင်တော့ခမရဒီပုတ်ထက်ဒီပေးပဲဒါလေးကိုတေချာခမရကြက်မတွန်တင်ပေးနိုင်တဲ့ရွေးအားတော့တစ်ခုတည်းရွေးအဲ့ခါမှာဖျားတယ်ဘယ်လိုကောင်းကြီးပေးမလဲဟမ်ဘယ်လိုပေးမလဲတခုဖျားတယ်ကောင်းကြီးပေးလားဒီလိုဘိုးပေးရထုံနှန်းစီလောက်ပဲဖြတ်တယ်ပြောလားမပြောလား你叫谁我都养挺低的喏，如果啥了没好吧，俺这抢了没好了，叫你好了没了，票啥的了，外币，不如我们地有了，外了没了，票的地了没了，没下午，他们漏呢，哦，好进好，如果啥好喏嘛，你得打的了，票的我啥好发去了，不说了没说了，他们就那个，票的我啥好喏，他们屁股挺难听，爸妈让屁保护，把油往报道，把油往报道，哦。မလုပ်တယ်။အမှုတော်ဆောင်လုပ်တဲ့ခါမှာလည်းကြက်မစွာတွင်တင်ရမယ့်ရကိုကြက်မစွာတော့မိဘကအရန်ကြီးတားတယ်မျိုးကြက်မရမယ်ကြက်မရပါစီကန်းတော့ရှိရတယ်။အတင်းတို့တင်းသားမှာဖျားသားသမီးဖြစ်တဲ့ကောင်ဖျားတဲ့ဥပဒေကိုတေချာနားလေရတယ်။ကျွန်တော်တို့ဖျားတဲ့ရှင်ကောင်းကြီးပဲလို့ချင်တယ်။ကောင်းကြီးလို့ချင်ဘာလို့အောင်ဖျားတဲ့နီလာရှိတယ်။ကျွန်တော်ဘက်ကမှန်ဖျားတဲ့ဘက်ကမှန်မလားမှန်မလား။မှန်မယ်။တောင်းကြီးတဲ့ကျွန်တော်တို့ကချင်လူမျိုးတွေမွေးပြကြအောင်။ကြောက်စိတ်တွေမော်ဖင်ခုထိုင်ပြီးတော့နောက်ဆုံးအနားတော်ကလုံးမရဘူးတရုတ်တွေစွန့်ပစ်တဲ့အမိုက်ပုံးမှာတွားရှိရက်ရှာပြီးတော့နော်တကယ်အောက်တန်းချတယ်နော်အဲ့မှာတွားရက်ရှာပြီးတော့အောက်မှာသူတို့တုန်နေမြေစာပြန်လိမ့်ကျိတ်ပြီးကိုယ့်ကိုဖိတာပြီးတေးကုန်တယ်နေ့တိုင်းတေးနေတာတေးကြီးကုန်တာအများကြီးလူဗမာလူမျိုးတွေဘယ်လောက်ထိဒုက္ခဆင်းရဲရောက်သွားတယ်။နောက်မှရင်းနေကျွန်တော်တို့ကဒီကြာနဲ့ကိုးဖို့တဲ့တပုတ်ဟိုအဲ့ဝင်ကြမှာတကယ်ပါဝင်မစေအစားတော့တရားရလားမရလား10ပုတ်မှာတပုတ်ပဲထည့်ရတယ်နှစ်ပုတ်ထည့်လို့လည်းမရဘူးဒီကြာနဲ့9ပုတ်ထဲမှာ4ပုတ်ထည့်နေ4ပုတ်တိုင်းအစတော့တရားဆိုတော့တိုးပွားမှတိုးပွားလားနောက်ကျွန်တော်အများအားပြောတော့ထီထိုးတာကြိုက်လားထီထိုးတဲ့ခါမှာပြောရနော်စိတ်ကူးရင်တော့ရလားမရတကယ်ထီပေါက်တဲ့ခါမှာဖြစ်သွားတယ်ရွေးပြီနော်အများအားထိုးတိုင်းပေါက်တဲ့ထီက4ပုတ်တိုးနဲ့ကြာနဲ့9ပုတ်တွေကတပုတ်အဲ့နဲ့ပေါက်တယ်ထိုးတိုင်းပေါက်တယ်ဒီလားဘတော့မှမရှုံးထောင်းအဲ့ဒါကိုကိုရီးယားရဲ့နားလေတယ်။အဲ့ဒါကျွန်တော်တေချာတူတင်တာအခုဆရာမအီဆိုမောင်မလက်တွေ့လုပ်နေတာလေ။ဘာဆုပ်ရသွားတာရှိတယ်။တက်တီခါမြပါကဆရာမအီဆိုဘယ်ရောက်သွားလဲ။အမတက်တီခါမြပါကဆရာမအီဆိုမဘူးလေ မနည်းနည်း ပို့ပြီးတော့အဆက်ပေါင်းများတော့ရသေးတယ် ပြောပြပါဒါလက်တွေ့တွေကျွန်တော်တို့ကနော် အဲဘတ်ဒီပါရဲ့ပြောပါဦး ပြောပြကြည့်ဦး ရတယ် ။ရရအဆက်ကတော့တကောင်ပဲဆဲအခုတော့ငကောင်ဖြစ်သွားပြီ။ဒါဇီးရလည်းငကောင်။ပို့ပြီးတော့များလာတယ်ဗတ်ဆဲ ဟုတ်လေဒီဟိုနားလေတကယ်လက်တွေ့ကြည့်ပါဝင်တဲ့ခါမှာရှိလား ။ရှိပြီဆရာရှိပြီ ဆမကြီးတို့လားအတိခံပြပါအောင် 这我想不来。 ဟိုမောင်းနေတယ် ဒီ
ဒီအဲဝီနီကပါဝင်တဲ့အရာကိုတက်တက်ခံပြမှာဟိုတို့ဒီမှာရှိတဲ့ညီကိုဝန်တော့နော် ဘာဖြစ်လို့ပါဝင်တာလဲလို့လားတဲ့ အေး အေးဘာဖြစ်လို့ပါဝင်လဲဘာတွေအကျိုးရလဲပေါ့ဘာတွေထူးကြလဲပေါ့ ဘာဖြစ်လို့ပါဝင်တာလဲဆိုတော့တော့ပြောနေဟိုအစတော့ကတော့ဆရာကြီးနဲ့စတွေ့တော့ဆရာကြီးကဒီလိုမျိုးဆယ်ဘုတ်တစ်ခုနဲ့စဟိုပါပေါ့နော်အစပြုရမယ့်အကြောင်းကိုပြောတော့အဲ့ဆယ်ဘုတ်တစ်ခုကြီးစမီးဆက်ပါနဲ့ဆယ်ဘုတ်တစ်ခုစပြီးတော့မီးဆက်လာတော့ဟိုရာရောကိုစကေရောအကျွေးတွေအဲ့လိုမျိုးဟိုသိဆယ်ချီရှိရကနေပြီးတော့လွတ်မြောက်လာတယ်ပေါ့နော်အဲ့ဒါနဲ့တဖြည်းဖြည်းနဲ့ဆရာကြီးကပြောတယ်ဆယ်ဘုတ်တစ်ခုဗာလဲဆယ်ဘုတ်တစ်ခုအပြင်ကိုအေးအင်္ဂလိပ်မှာတရားမှာပါဝင်တယ်ဆိုလို့ရှိရင်လေအခုဘဝရောနောက်ဘဝရောအစတရားတော့ကောင်းကြီးအားတဲ့အဲ့လိုမျိုးကောင်းကြီးရှိတယ်ပေါ့အဲ့ဒါကိုကြားကြတော့နည်းနည်းလေးစိတ်ဝင်စားလာတယ်စိတ်ဝင်စားလာတော့ကဲလောကမှာနေတဲ့အခါကျတော့ဟိုလောကအလောကမသိကြဘူးလေဘာလို့လဲဆိုတော့ဟိုစဘာလို့လေပိုးတွေမွားတွေကြိုက်တယ်ဒီပဲဆိုင်လေကိုစကဲပဲဆိုင်တာ4ဧကကျော်လားမသိဘူးစုစုပေါင်း2တင်းတော့မရတော့နှုတ်လို့တော့စရိတ်မရှိတဲ့အတွက်ကြောင့်မနှုတ်တော့ဘဲသူများအပြတ်ပေးလိုက်ရတယ်အဲ့ဒါကိုရချိန်ထိုးလိုက်တဲ့အခါကျတော့ဒီမှာဘုရားပြောထားတာကအစတရားသောကောင်းကြီးရှိတယ်ဒီမှာကျတော့လှုပ်တာတော့မှပဲမစားရဘူးအဲ့တော့ဒီတိုင်းပဲဆက်သွားမယ်ဆိုလို့ရှိရင်တော့ဒီတိုင်းပဲသွားတော့မယ်ဆိုပြီးတော့အဲ့အေးုံကလေးကိုစပြီးတော့ရစမဆိုကောက်နေတဲ့နေပါတရားလေနိကတတိတာပြီးပါအဲ့တဖြည်းဖြည်းနဲ့ရစကျင့်လာတယ်စကျင့်လာတော့ဘာထူးကြတာလဲဆိုတော့ပထမတစ်နေ့တော့ကိုယ့်ဘက်ဆက်နဲ့ပဲကိုလှုပ်လာတယ်ဒါပေမဲ့အဲ့လိုမျိုးဟိုဝิญဉ်တစ်လုံးနှလုံးလေးတွေအဲ့လိုမျိုးလွတ်မြောက်လာတဲ့အရာမှရှိတယ်ဒါပေမဲ့ဒုတိယနေ့အေးုံကလေးကိုလှုပ်ခြင်းအဖြစ်ကြတော့ဘာကိုခံစားရလာရလဲဆိုတော့အလူငွေကမတောင်းမဲနဲ့ဘယ်သူမှအလူငွေမတောင်းရင်မအေးုံကလေးစင်နေတယ်ဒါပေမဲ့သူ့ဟာနဲ့သူအလိုလိုဘုရားသူတို့ရဲ့စိတ်ကိုတွတ်ထိပ်ပြီးတော့ဒီအေးုံကလေးမှာပူပေါင်းပါဝင်လာတဲ့သူကနည်းနည်းများလာတယ်တဖြည်းဖြည်းနဲ့ဓာတ်တရားနဲ့လှုပ်တွေပိုများလာလေဒီနေ့ဆိုလို့ရှိရင်တော့ထူးထူးခြားခြားပေါ့နော်ဟိုဒီမှာလာတဲ့ဆရာမကြီးပါအစပေါ့နော်အဲ့လိုမျိုးပိုပါဝင်လာတယ်ဒါပေမဲ့ရာဘက်ကရုပ်ရော့လာတာရှိလားဆိုတော့အမှန်တိုင်းစဉ်းစားလို့ရှိရင်ပေါ့နော်အခုကဆယ်ဘုတ်တစ်ဖို့ပြိုအေးုံကလေးဆိုတော့လောက်စာအဖြစ်ဘာမှရတာမဟုတ်ဘူးဟိုဘက်တစ်ဖို့ဒီဘက်တစ်ဖို့ဆိုတော့အမှန်မှာတော့တိတ်ပြီးတော့မကြံသလိုလူအမြင်မှာခဏလေးကြည့်နော်မှန်တယ်ဒါပေမဲ့ရာကြတော့ဗါလဲဆိုတော့မဟုတ်ဘူးဒီအေးုံကလေးမှာအစတရားတော့ကောင်းကြီးရှိတယ်ဆိုတော့သိကြတော့မှရာမလုပ်ဘူးဆိုရင်ရာလူပိန်းပဲမဖြစ်ပြအောင်လုပ်မယ်ဆိုပြီးတော့အဲ့ဒါကိုဖယ်လိုက်တဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့နောက်ဆိုတော့အလူလက်ဖက်နဲ့မျက်နှာလောက်ရတဲ့အခွင့်ကိုဖခင်ကရောက်ပေးလာတယ်အဲ့မှာဆိုရင်အေးုံကလေးထားခြင်းအပြင်တကယ်တကယ်တော့ဒီလိုမျိုးလောက်တော့မယ်ဒီလူကြီးကိုကျွေးမယ်ဆိုတော့ဘုံငွေနဲ့ပိုက်ဆံရှာကြမလို့အလူနောက်ကပြင်ဆင်ထားတာဖြစ်တယ်လို့အလူငွေတပြားမှသူများစီမှာမတောင်းလဲပဲဟိုစပွန်ဆာပေးတဲ့ဒေနာပတ်ဝန်းကျင်ကလူတွေကစပွန်ဆာပေးလာတဲ့အထစ်ကိုလည်းရလာတယ်ပေါ့နော်လွတ်မြောက်လာတဲ့အရာကဘာလဲဆိုတော့ကရစ်တရားနဲ့ပြောဒီလောကကြီးကိုစိတ်တော်တော်ကုန်လာတယ်နောက်ဆုံးတော့အလုတ်ထွက်မဲ့အထစ်ကိုတော့မှပဲတော်တော်လွတ်မြောက်သွားတာဒီလောက်ကခေါ်လိုက်တော့ဆရာမလို့ခေါ်ရင်တတိတာအဲ့ဒါခိုင်းစားတော့မယ်ဘယ်တော့နဲ့ဆရာမလို့ခေါ်လိုက်ပြီဆိုဒီလူကကိုယ့်ကိုအားကိုသူတို့ပါဇက်ကတော့အားကိုတယ်အဲ့မှာတော့ခိုင်းစားတာဆရာမရေပလင်းကုန်ပြီဆရာမရေဒီမှာနာတယ်သွားထိုးရပြီသွားကြိတ်ရပြီဘယ်တော့စားမလဲဒါပေမဲ့ဒီအလုပ်ကိုလုပ်တာဒီပိုက်ဆံလေးနှစ်ပဲ6ပြားရဲ့ပြီးရပါကိုခစားလဲဆိုတော့ပေါ့တော့ဈေးကိုလဲဈေးကိုကနေတော့ဘာကိုနားလည်လာလဲဆိုတော့ဒီလူတွေကတစ်ဖက်ပုတ်တစ်ဖက်ဖက်ဈေးကိုမှဈေးထိုးဈေးတောက်လုပ်နေလဲဖုံးကနေဖက်ကနေသေးတယ်ပြီးရရတယ်ပဲဒီဘက်တစ်ဖက်ကိုပြန်ကြည့်မယ်ဆိုတော့ဒီအလုပ်ကိုလုပ်ပြီးတော့မှဘာမှလည်းကောင်းကျိုးမရှိဘူးဟိုလုံးလေလိုက်ပြီးတော့ရလို့မြောင်နဲ့ကြာရွယ်တယ်ဒါပေမဲ့အေးုံကလေးမှာကျတော့ဘာဒီမှာပတ်စံရရနော်လောကလုံးလုံးရင်တော့ပတ်စံရတယ်ခြောင်းနေတယ်ဒါပေမဲ့အေးုံကလေးမှာကျတော့ပတ်စံကုန်ဝင်ပဲငြိမ့်သက်ခြင်းရတယ်အခုဆိုရင်အထူးသဖြင့်ရပါငြိမ့်သက်ခြင်းရလဲဆိုတော့အဖိုးအဖွားတွေဘဝနေဝင်ကနေရောက်နေပြီသွားပြီးတော့မေးကြည့်လိုက်တယ်ဟိုခရစ်ယာန်ဖြစ်လာတော့အနည်း50 60ကြီးဘယ်သိဘယ်ရောက်မလဲမသိဘူးမသိတဲ့ဟာလေးကိုလေသူတို့မသိခင်မှာပြောရတဲ့ဟိုသူတို့မသိခင်မှာလေဒီချင်းချာကြောက်ဖို့မကောင်းဘူးအရန်ပြောစရာကောင်းတဲ့နေရာသူတို့သွားမယ်ဆိုတဲ့အရာကိုမြင်သွားစေချင်တဲ့ဟာကိုပြောရတာတော့ဘယ်ရမှရရဲ့ရည်ထဲမှာပေါ့နော်ပီတိဖြစ်တယ်ကွာရပီတိဖြစ်အိုင်ပေါ့နဲ့ဒီအဖိုးအဖွားလေးတို့ငါပြောလိုက်ရတဲ့အခုဖျားပေးပါလားဆိုတဲ့အတွက်အရင်ကကျေးဇူးတင်ပါနဲ့အဲ့တော့ကျတော့ရန်လည်းအပေးချင်တာတော့ဒီအေးုံလေးတဲမှာအခုဆိုဒီလာချက်ပြုတ်ပေးတဲ့အမတွေအကုန်လုံးပေါ့နော်ကိုဒီလိုမျိုးလောက်မှအေးုံလေးလောက်တာမဟုတ်ပါဘူးလို့ဒါစပြီးတော့ချိန်နဲ့ပေးကြတဲ့လူတွေအကုန်လုံးကျေးဇူးနဲ့တစ်ချိန်ကြရင်လေရတော့အတူတကွပေါ့နော်အေးုံလေးတဲမှာအတူတကွပါဝင်လာနိုင်ဖို့ကိုလေမျိုးလေးနဲ့ပေါ့နော်ပြီးရဲရဲကြီးကြီးလည်းပါဝင်ကြပါလို့ဘာဖြစ်လို့လဲဆိုတော့အရင်တော့ကစားရလောက်တာပါပေါ့နဲ့ဆရာကြီးပြောသလို
ဖះကိုတော့ယုံတယ်တရားအတိုင်းကိုတော့မလိုက်လျှောက်ရဲဘူးအဲ့မှာရာကအခုမှခဏခနဲ့နဲ့ပဲသွားနေတာဆရာကြီးပြောလို့ရာလောက်တာတဲ့ကိုဖះရဲ့စကားကိုနည်းနည်းလေးစမီးစင်းလာတဲ့အသက်တာမှာပဲရှိသေးတယ်ပေါ့တဲ့ရာလွတ်မြောက်လားဆိုတော့မလွတ်မြောက်သေးဘူးဒါပေမဲ့ရာလိုမျိုးပဲအတူတကွခြေလန်းလန်းကြဘို့ကိုပေါ့နော်တိုက်တိုးနေပေါ့နော်အဲ့ဒါလေးပဲပေါ့နော်အဲ့ဒါ ကျွန်တော်တို့ကအဲ့တော့တကယ်လုပ်မယ်ဆိုရင်တော့ကျွန်အစကအရင်ကုံသွားလို့ရှိတယ်ဒါဒီကုံခါတဲ့အရာကိုဖျားတင်တီးလားမတီးဘူးလားတီးတယ်ဒါမှမဟုတ်အစတော့တရားကိုပြန်ပေးမယ်မကုံခါတဲ့အရာကိုပြန်ပေးမယ်ဟုတ်မို့ကျွန်တော်စီးပွားလုပ်နေအရင်မတီငွေမတီရနော်အရင်နေ့အရင်ထည့်ရနော်အရင်နေ့နေထည့်ရင်မျက်ချင်မျက်မယ်မမျက်ချင်မမျက်ဘူးနော်အခြေအနေချင်းခါမမူတည်ပြီးတော့အမျက်နဲမယ်များဒါပေမဲ့အဲ့ဝင်ကြီးမှာပါဝင်တဲ့မြအရာအားလုံးတွေရှုံသွားတာဘာတစ်ခုမှမရှိဘူးအစတော့တရားအကျိုးကိုဘယ်သူကပြန်ပေးမှလဲယေရှုကဘာပြောငါအမှန်ဆိုတယ်ငါအမှန်ပြောတယ်ငါလိမ်မပြောဘူးပေတရုနော်မင်းကရှိသမျှအားလုံးဆွလို့ပြီးလိုက်တယ်ငါတိတယ်ပေါ့မင်းကငါကြောင့်၎င်းအဲ့ဝင်ကြီးတဲ့မင်းဘာရှုံခဲ့တယ်ရှုံခဲ့တဲ့အရာအားလုံးယခုတော့ကာလမှာအစတော့တရားအကျိုးနောင်ဘဝမှာထာဝရတက်ကနောင်ဘဝကိုပေးမယ်ဒါမို့ငွေရတတ်တဲ့သူကထာဝရတက်ကိုလိုချင်တယ်ဒါဆိုမင်းထာဝရတက်ကိုလိုချင်ထာဝရကောင်းကြီးရဲ့ရမှာကောင်းကင်ဘာနာရဖို့တော့ဘာလို့သူ့ရဲ့စီစဉ်ဥစ္စာကိုရောင်းပြီးတော့စီစဉ်တော့ပေးလို့လိုက်ပါအဲ့ခါမှာကောင်းကင်ဘာနာရမှာဒါဆိုရင်အဲ့ခါကျမှမင်းရဲ့လက်ဝါးကနာထာနငါးလောက်လိုက်လို့ပြောတော့သူ့ဥစ္စာနာမျိုးလားမနာမျိုးလားထာဝရတက်တဲ့နေသွားပြီဒါပေမဲ့လေအဲ့ကောင်ပေတုကအဲ့စကားမှဟာကျွန်တော်ရှိပြအားလုံးစုပ်ပြီးလိုက်ပြီလေအခုဒီဘာမှမရသေးဘူးလို့ပြောချင်တယ်ဒါမှယေရှုပါပဲငါအမှန်ဆိုလို့ပေတုငါတကယ်ပြောနေတာမင်းရှိပြဘာဆုံးနေငါအားလုံးသိတယ်အခုတော့ကာလာမှာမင်းအစားတော့တရားကျိုးရပြီးမှမင်းဝိညာဉ်ငါရုပ်သိမ်းမယ်နောင်ဘွားမှာလဲထာဝရတက်ကိုငါကပေးအောင်ပါအမောဒီနေ့နော်ကျွန်တော်တို့ကဒီအဲ့ဝင်ထဲမှာပါဝင်ခြင်းအားဖြင့်နော်ဒါကကျွန်တော်ကအများကြီးတော့တက်တေခံခဲ့တာကျွန်တော်ကိုယ်တိုင်လည်းစခဲ့တာပဲဒါတော့ကျွန်တော်ပြောတယ်ဆရာမဆရာရဲ့ကျမတို့ရအရင်ခေါင်းရမ်းတော့ပြဿနာမရှိဘူးနော်ဆရာမတော့ဖိတ်ခေါ်လိုက်ရောက်လာတယ်ကိုယ်စင်းနဲ့ကိုလာမှာနော်ကျွေးမွေးဖို့လိုလာရတယ်အားလုံးစိုက်ပြီပဲတကယ်ကျွန်တော်ပြောတာကျွန်တော်ဒီအရာကိုသိတယ်နောက်ဒီတစ်ခါမှတော့ကျွန်တော်ပါဝင်တော့မပါဝင်နေတော့တဲ့ကျွန်တော်တကယ်ချင်းကြီးကတော့စိတ်ထဲမှာကုလူဖြစ်တယ်နော်ဘာဖြစ်အေးပေါ့သူတဘောပေါက်သွားပြီတော့သူတတ်နိုင်တော့သူစမ်းတယ်ဆိုကျွန်တော်လည်းနှုတ်ခွက်တော့လာပြောကြတာဗောလာအားပေးကြတာဗောလို့နော်ဆရာတို့လာပါတယ်နော်ကျွန်တော်တို့အရင်ပါဒီအရာတော့ကျွန်တော်တို့ကသိတယ်ဒီအရာတော့ကျွန်တော်သိတယ်နော်ကျွန်တော်စိုက်တဲ့ညာဖိတ်ခေါ်လူလာစုထားပြီအကျွေးမွေးလာရတယ်ကျွန်တော်အားလုံးကိုညာကျွန်တော်လှုပ်တယ်နော်ဘာလို့လှုပ်တယ်လဲဒီဂရီတို့အကျိုးကျွန်တော်တို့ကောင်းခံစားခဲ့ပြီးတဲ့ခါမှာတောင်းကျွန်တော်ခါတော့တေးချာကြက်မလို့မီးစမ်းကြည့်ပါလှုပ်ကြည့်ပါကျွန်တော်တို့ကဘာမှလိုချင်တာမဟုတ်ဘူးနော်ညီကောင်ကဘာပတ်စံတပြားမှလိုချင်တာမဟုတ်ကျွန်တော်ဖျားတခင်ကလိုချင်ညီကောင်ကနားထောင်ဖို့လားပြင်ထားနော်အစားဖို့တောက်ဖို့လားကြိုက်တဲ့နေရာဖိတ်ခေါ်လာတယ်နော်ကျွန်တော်တို့တော်မြုပ်တွေတော်တယ်မရွေးဘူးနော်အဲ့ဝင်ဒီကဟောပြောရမှာဆိုတော့ကြိုက်တဲ့နေရာပြောသွားတယ်တော်တောင်မရွေးဘူးကျွန်တော်တို့ဒါမဲ့မှုတော်ဆောင်နော်ဘာငွေမှမမဲ့ဘူးဘာမှလည်းမလိုချင်ဘူးခင်ဗျားတို့စီကကျွန်တော်လွတ်မြောက်လို့ညီကောင်ကလွတ်မြောက်စေချင်တယ်ညီကောင်ကဒီဖျားကိုပဲကျွန်တော်ဒီဖျားညီကောင်ဒီကျန်းစာဒါမှဒီကျန်းစာဖတ်တယ်ဒါမှညီကောင်ကနားမလည်ဘူးဖြစ်နေတာလေကိုရီးယားလည်းအောင်မြင်တယ်ဘာလို့အောင်မြင်လဲမသိဘူးမသိလို့မဖြစ်ဘူးလေမဟုတ်လားသူလည်းဒီဖျားကိုပဲငါတို့လည်းဒီဖျားကိုပဲသူလည်းဒီကျန်းစာမှာငါတို့ဒီကျန်းစာဘယ်မှာကွာနေတာအဲ့တော့ရှာဖွေတတ်ရမယ်အမှုတော်ဆောင်နေပေါင်း30လာမပြောနဲ့ဘာမှတုံးမကြောက်ဘာလို့ရမလဲမင်းလည်းလူငါလည်းလူမင်းလည်းလို့ငါလည်းလုံနေတယ်မင်းဘာမင်းအောင်မြင်ဘာလို့လဲအောင်မြင်ဒါဆိုဒီနေ့ကျွန်တော်ဗမာပြည်မှာရှိတဲ့ခရီးရန်အခုဒီနိုင်ငံတကာစပွန်ဆာပဲမျိုးနေတာဟာကဲလောက်ဆက်စရာကောင်းတယ်ဒီပေါင်း200ရှိပြီငါတို့ကခရီးရန်ဖြစ်တယ်နောက်တော့ဒီပေါင်း1000နဲ့ဒီပုံစံပဲမင်းတို့ကျွန်တော်ပေါ်တင်ပြောတာကျွန်တော်အယံမုန်းတယ်သူတို့အမှုတော်ဆောင်ကြီးတဲ့တအားမောင်းတယ်ကျွန်တော်လေးပြောတာမင်းတော့အတုံးမကြဒါနဲ့လူအောင်တွေဖြစ်နေတယ်မိမအတုံးမကြတားလည်းမအောင်လို့ဘွားပြက်ကုန်တာလေမဟုတ်လားဒါမှတော့စကားပြောတာပဲလူလိုက်ဖျားတားလည်းမင်းဟောဆုံးပြက်နေတာကြီးပဲညီးတွားနေတာကြီးပဲမျက်နာကတော့အပူရုပ်တွေကြီးနဲ့ဘယ်လိုဖြစ်ကုန်တာလဲဒီခရစ်စမတ်ကြတချင်းဆိုလောကဝါမြဖျားကြွလာအခုကိုယ်တည်းဝါမှမရှိဘူးနော်
မရဘူးလေအဲ့လိုမျိုးဒီလားစစ်မှန်တဲ့ဝမ်းမြောက်ခြင်းရှိရမလဲမဟုတ်လားစစ်မှန်တဲ့ညီသက်ချင်းပျော်ရွှင်ခြင်းရှိရမယ်မဟုတ်လားမရှိလားအပူရုပ်ကဟန်လုံးပြီးတော့နော်ဘုရားကျောင်းလာရင်နော်မိတ်ကလေးလူရအလားလည်းပြေပြီးတော့နော်ဘုရားကျောင်းပြေးလိုက်ပြန်ထွက်သွားငါလို့ရအောင်ပဲငါဆိုတော့အဲ့လိုလေတော့ပြေးတယ်အလူငွေပေးရမှာလေနှမျောလားမနှမျောလားဝမ်းမြောက်လို့စိတ်နဲ့ပေးနိုင်လားအဲ့ဒီခရီးတော့တကယ်ယုံကြည်ဝမ်းမြောက်လို့စိတ်ပေးလို့ရတော့မလားပေးလိုက်တယ်ဘာရမလဲအမြက်ဘယ်တော့ကြီးရလဲအစတရားအဲ့ဦးရမှာဆယ်ဘလို့ပေးရတယ်လေကောင်းကြီးပတိမောက်ဖျားတယ်သူဖွင့်ပြီးတော့ကျွန်တော်တို့ကောင်းကြီးမိကအကုတ်စင်သူလောင်ပေးတဲ့အပြည့်ကိုကျွန်တော်လုပ်တဲ့လုပ်ငန်းကိုလည်းအောင်မြင်အောင်ဖျားတယ်က မစားဘူး ပန်ပူပေးတယ်မဆတော့ဘာဖျားပြောစရာအကြောင်းကိုမရှိတာဗျာပြရမလားယေရှုပြုတော့ပြောစရာအကြောင်းကိုမရှိဘူးခင်ဗျာဒီနှစ်ခုတာမှန်တယ်စမ်းပါဟာလေခင်ဗျားတို့ကုတီပေးတော်မူပါပေးတော်မူပါဘယ်မှာရလို့လဲဘယ်မှာရလို့လဲအဲ့ဒါပဲလေနော်နားမလဲရှောက်လို့မရဘူးနော်ကျန်းစာလေးမတောက်တော့ခေါ်ရလာဟောပြောလို့မရဘူးအဓိကအခြေခံပါလေဒါတွေကိုအဓိကလွဲချိုလို့မရဘူးဒါတွေလွဲချိုရင်ဘာရုပ်ပေါက်မလဲအခုဒီမှာရှိတဲ့ညီကောင်မပြောနဲ့ဟိုရန်ကုန်မြို့ကြီးမှာရှိတဲ့ဆရာတော်တွေအားလုံးကြွနေကုန်တာပဲဒီမှာအေးကုန်တာပဲဘာကြောင့်ဖြစ်လဲမသိဘူးမသိတော့မတာပေါ်ကုန်ဘူးအားလုံးတစ်ဖြုတ်ဖို့တွားကုန်တယ်ဒါမနောစကားပြောတာကျွန်တော်တို့အဲ့လိုမဖြစ်ဘူးဖြစ်စရာအကြောင်းလည်းမရှိဘူးတခိုးမဟုတ်ဘူးလေဒီလားတခိုးမဟုတ်ဘူးနော်ညီကောင်မစပတ်စံလို့အလူခံစားနေတော့မဟုတ်ဘူးနော်မေးကြည့်ဒီဆရာမောင်တော့မေးကြည့်ဟာအဲ့လိုချင်းနဲ့ဆဲမှာမပါဘူးနော်မလို့ဘူးပါလေကျွန်တော်ဖျားနေအောင်မှုလို့ဆိုတော့ဖျားကြောက်ပေးတယ်ပြီးပြီအမစေနာစိတ်နဲ့ပေးနော်လက်ခံပေးတယ်ဒါပဲရှိတယ်ဖိတ်ခေါ်ရတယ်တဲ့နေရာဖိတ်ခေါ်လာတယ်ကျွေးမွေးရမလားရတယ်ကျွေးမွေးပေးမယ်ဒါနားထောင်နဲ့ကျွေးမွေးပေးမယ်နော်လူပဲနှစ်ယောက်လည်းရတယ်ဘာဖြစ်လို့လဲအဲ့လိုလုပ်ရရင်ကျွန်တော်အမျက်ကြီးပဲနော်နားထောင်တဲ့လူတွေဘယ်သူကပုံမြက်လဲဒီနေ့ကိုရီးယားမအောင်နော်ဗမာတွေအားနေတာနော်ဗမာအားနေကိုရီးယားလာအောင်ပြီလေနော်ဟာငါတို့ဖျားကြောက်လာဆိုမြေကွက်လာဝဲဟောအပိုင်ပဲဟောခေါ်ကိုရက်တာတယ်အစားတော့ပြန်ဝိုက်သွားပြီနော်ကိုကဒါကြီးကြိုင်လာဘာလို့အောင်မလဲမြောက်အိုဒီယာလို့တော့ဘာလို့လို့မှလည်းမသိဘူးနော်တရားကိုလည်းဘယ်လိုဟောမှလဲမသိဘူးနော်ဖျားနေကောင်းပြတယ်ဒါပဲပြောတတ်လို့မရဘူးလေအခြေခံနေပါရှိရမလဲအခြေခံကောင်းအောင်မလေပုံစံခွင့်မှန်ရမလေဟုတ်လားယုံကြည်ခြင်းမှန်ကားရမလေဟုတ်အလူထဲမှာဒီနှစ်ခုမှန်လိုက်တာ ਨੇ ပွဲတိတ်ပြီယုံကြည်လို့တယောက်မှာဘဝတက်တာမှာစေဖို့လို့မှန်တယ် ਨੇ 90ရာခိုင်နှုန်းအောင်မြင်ခြင်းကိုရောက်သွားပြီနော်ကိုမင်္ဂလာမမင်္ဂလာဖြစ်လားဖြစ်ဘူးလားဖြစ်ပြီကျန်တဲ့ကိုပိုးတဲ့တပုတ်ကိုအဲ့ဦးနေမှာပါဝင်နေတာ ਨੇ အစားတော့တရားဘာပြောကောင်းလေးလဲဘာထပ်ပြီးလို့ရှိသေးလဲဟမ်ဘာကိုထပ်ပြီးတောင်းဆိုရှင်နေဖျားနေစီကကောင်းကြီးမင်္ဂလာကတော့ရှောက်ကိုတူလောင်ပေးနေတာခါအောင်ကြီးနဲ့ကိုရီးယားလည်းအောင်နေတာဒီနှစ်ချက်တည်းမပြီးဘူးတော့ဒီနေ့ကျွန်တော်ပုံမှာကြီးကမအောင်နေတာဘာကြောင့်လဲအားလုံးကတခိုးတွေပဲအားလုံးကတခိုးတွေပဲဟုတ်လားမဟုတ်လား ဟုတ်ပါ တခိုးဘွားနဲ့ကင်းတို့ကြပါစေဒီညတော့လောက်နေပဲတက်တဲ့ခံရှင်ပါနော်အဲကျွန်တော်တို့ကမှန်ကန်မယ်ဆိုဖျားနေတယ်မှန်လားမှန်မလားတီးတော့အမှုကတော့တစ္ဆာမြေကြီးတော့မှုကိုရမလား အောင်မြင်ရှင်တယ်လုံငါအကြီးကြီးအောင်မြင်ရှင်တယ်ရမလားဒါကျွန်တော်ကချင်လို့မျိုးမှာဖြစ်နေပြီနော်အခုဒီတွေဖြစ်နေတော့မယ်သိရမလားအဲ့ဒါဘယ်လိုလဲဆရာတော်မားလည်းအတုံးမကြလို့အလူးတွေကမိဘအတုံးမကြတားတပိအလူးတွေခံရတယ်ဟုတ်တယ်နော်ဟုတ်ဒီနေ့ဆရာတော်မားအတုံးမကြရင်အတင်းတို့ဒီနာတွေအလူးတွေခံစားဆရာတော်မားအရင်ရေးကြည့်ရနော် ဟုတ်ပါ ကောင်းဖို့အမှုတော်ဆောင်မဲ့လူတွေကတိတိကျကျအဓိကတဲ့တာမတိကျခွဲကြကြက်မှတ်ရတဲ့တိကျကြက်မှတ်စွာနဲ့ဆုံးမတူတင်နေအောင်အဲ့ဒါမှမိဘလည်းကိုတာကြက်မှတ်စွာစီကတဲ့ရဆုံးမတူတင်နေတဲ့အခါမှာတာရမီကရုပ်ထက်ကောင်းပါဒီလိုယုံကြည်သူဖျားတာရမီတွေလည်းယုံကြည်ခြင်းမှန်ပါယုံကြည်ခြင်းကမှန်တော့ဖျားတယ်နေပထမကစီမနေပါဘူးဟုတ်လားမဟုတ်လားဟုတ်ပါ ဖျားတယ်တွန့်တူတာရှိတာ မရှိပါ ကိုတာသိမိတာကိုစကားနားထောင်လိမ့်မှပြောစရာတော့မလိုပါဘူးဘေးမှန်ပေးတော့မိပါစလား
ကိုတားလေးများဟိုခိုးရကွက်တယ်ဆိုတော့ဘယ်လိုစေနာစိတ်ရှိပြီကျွန်တော်လူတော်မှမရှိတော့ဖျားနေကပို့ပြီးတော့စိုးမလားမစိုးဘူးလားဖျားနေကိုဘာကြီးရိုက်လို့ရလားဟမ်ဖျားဥစ္စာခိုးပဲဘယ်သူမှမသိဖျားနေတီးလားမသိဘူးလားကျန်းစာမှာပြောလို့မပြောတော့မင်းတို့ကဥစ္စာကိုခိုးနေပြီနော်အဲ့ဒါတော့မသိဘာမှမသိတယ်လို့ဘာလို့တေးဥစ္စာခေါ်ပဲကောင်းကြီးပေးခိုင်းနေတာရမလားဒီတေးဥစ္စာကပြောလို့ဖျားနေလုပ်ပေးမလားတေးဥစ္စာမသိဘူးဖျားနေတီးလားမသိဘူးလား ဒီပါ တကူဘယ်တော့မှကောင်းကြီးမပေးတဲ့ဖျားမဟုတ်တခိုးမှပြောနေသူ့စကားကိုနားမထောင်တော့မှ မပေးဘူး မပေးတဲ့ခါတော့ခိုးပြီးဖျားဥစ္စာတော့လူခိုးစားပြီးဆိုတော့ပို့တော့ဆိုးပြီးဒီနေ့ကျွန်တော်တို့ကဒီတကူဘွားနေပြီးတော့ကျင်းတို့ကြပါနော်နောင်တာစစ်မှန်တဲ့နောင်ကြရတကယ်တမ်းဒီဆေဘုဒ္ဓဘုဒ္ဓမှန်မယ်ကျန်တဲ့ကိုဘိုးတို့ကိုတကယ်အဲ့စစ်မှန်တဲ့အဲ့ဝန်ကြီးကလှုပ်ဆောင်တဲ့ဆရာတွေကိုတကယ်ပေးကားမယ်ဆိုရင်တော့တင်ပေါ်ရတာကအမြဲတမ်းပန်းပန်းတယ်ပဲဒါကအလူတွေပတ်တဲ့အရာနော်အရေးကြီးတယ်နော် ဟုတ်ပါတယ် ကျန်တာခင်ဗျာဆူတောင်းတတ်မဆူတောင်းတတ်အရေးမကြီးဘူးနော်ဒီနှစ်ခုမှန်တာနဲ့ခင်ဗျားတို့ရဲ့ဘဝတွေကကြောင်းလဲပေါ့ကုန်မှာဒီအရေးကြီးတဲ့ချက်ကျွန်တော်တို့ကအရေးမကြီးလို့ပဲခံစားရနော်ကိုရီးယားကမအားဘူးနော်အားတာကကျွန်တော်တို့ဗမာပြည်မှာရှိတဲ့အမှုတော်ဆောင်တွေကအားနေတော့မှာဒါလေးရလိုက်ပြီးတော့ပျော်နေတယ်ဟုတ်ကောင်ဟာကိုတဲ့ပူရလားမရလား ရပါတယ် ထောင်ပြီးတော့ရာစွန်းတာရမလားကိုရတာကပွဲစားခါတော့ပဲဟိုကပါလေအလုံးအရင်နဲ့ကိုရတော့တာနော်အစားတော့ကြည့်တာသူတို့ကကြိုက်တဲ့နေရာတော့အားလုံးကိုပြီးကတော့ကျွန်တော်တို့ကြိုက်တဲ့နေရာဖိတ်ခေါ်လူသားစုပြီးနှုတ်ပေါ်တာနားတော့စားဖို့တောက်အားလုံးတောက်ဝင်ယူပေးတယ်ဘာကြောင့်လဲကျွန်တော်တို့မအားဘူးသိလားမအားဘူးဘာဖြစ်လဲဒီဂရိတော်ကိုယုံကြည်ပြီးခြေလန်းတဲ့ခါမှာဘယ်တော့မှမကြားရှုဒါအမှန်နဲ့ကြော်ဖွင့်ပြောတာနော်ဒီနေ့ကျွန်တော်တို့ကလာရတာကျွန်တော်တို့မယူဘူးနော်ဒီမှာဒါဒီခေါက်လို့ဆရာမကြီးဆိုလုံးဝမပေးပါလားကျွန်တော်နဲ့တော့စိတ်မကောင်းဘူးနော်ဟာဆရာမကြီးဆိုလောဘကြီးတယ်ရတယ်ဆရာဘလို့မပါဝင်နေတာဟာဒုက္ခပဲကျွန်တော်တို့ပါဝင်နေတာပေါ့နော်ဘာဖြစ်လို့လဲခံစားရှင်တယ်လေဟုတ်လားကျွန်တော်လည်းလောဘကြီးတော့ပေါ့နော်ဘာဖြစ်လဲအနှုတ်ကတော့လည်းဝင်ရတယ်အဲ့ဝင်ရမှာအလူငွေလည်းပါဝင်ချင်တယ်ပေါ့နော်ပါဝင်လို့ရမယ်ဆိုရင်ပြောတာပါနော်အမေကျေးဇူးတင်ပါတယ်နော်ဆရာမအီဆိုးပုံမှာလည်းနော်ဆရာမအီဆိုးပုံတော့အဖြစ်ဒီမှာညီကောင်တို့မှလည်းအများကြီးကြားနာခွင့်ရတဲ့ခါမှာအတူကလွတ်မြောက်လို့ရရင်လည်းမရဘူးလားလာမယ့်နေ့မှာဆိုရင်ဒီကောင်တို့ဆိုတက်တက်ခံနေဆိုအများကြီးကြားရမယ်လို့ယုံကြည်မျှော်လင့်ပါတယ်နော်ကျွန်တော်ဒီမှာလာတက်တက်တက်လူကပို့ပြီးတော့ညာလာတဲ့အရာမြင်တွေ့ရတယ်နော်ဒါကဘာဖြစ်လို့လဲတကယ်ဖျားတဲ့ခင်ကဒီရွာမှာရှိတဲ့လူမျိုးကောင်တို့တကယ်ကျေးဇူးပြုတော့ငါကျေးဇူးပြုလို့ငါကျေးဇူးငါတနာလို့ငါတနာလူတိုင်းကိုဖျားတယ်ကျေးဇူးမပြုဘူးဒါဆိုအခုကြားနာခိုင်းတဲ့အရာဆိုတော့ဖျားတယ်ကပါလေကျေးဇူးပြုချင်တာမပြုချင်ဘူးလားအဲဆိုကျွန်တော်တို့ကမားတဲ့အရာကိုပြုပြင်လိုက်မယ်ဆိုရင်အလူတဲ့ကောင်းကြီးမြင်တာစီးစင်းလာမလားစီးစင်းလာဘူးလားကျွန်တော်တို့ဘက်ကဒါမှန်လိုက်ပါဖျားတယ်ဘက်ကအမြဲအစင်သိရှိတယ်ကောင်းကြီးမြင်ကတွန်းလောင်းပေးဖို့အမြဲအတင်းရှိနေဖျားပါခင်ဗျားတောင်းမတီးတဲ့ဖျားမဟုတ်ပါဘူးဒီအချက်နှစ်ချက်လေးကမှန်လိုက်ဒီအလူတော့ပါဒီအချက်တစ်ချက်မှန်လိုက်ရင်နောက်ခါကျဆရာမအီဆိုလို့ဖြစ်လာလိမ့်မယ်ဖြစ်ကိုဖြစ်ရမှာတကယ်စားမီစမ်းကြည့်ရင်တကယ်ဖျားနေပေးတော့ပေးဘူးလားသူမယူနော်သူမယူနော်ဒီတဲ့ကျွန်တော်တို့ကလားနော်ကြောင်တောင်ဖြစ်နေကြတာနှမျောလားမနှမျောလားခုနဆရာမအီဆိုသူပေးရတာနှမျောလားမနှမျောလားသူလာခါလည်းပေးရဒါပေမဲ့သူရှုံးတဲ့အရာကိုဖျားတီလားမသိဘူးလားအဲဒါဘာဖျားတီကပြန်ပေးမှမပေးဘူးလားဘယ်တော့ပေးမလဲ စတဲ့ လောကမှာအစတရားဆိုတော့ဘာရမလဲရလား မရ ဘူးကြီးစီဝါဒလုံးတော့အစတရားမမြတ်ဘူးနော် လက်ထိန်နေပါဘူး တော့ဒီကိုရီးယားရှမ်းတောက်တကဘာလုံးကိုအဲ့ဟိုဒီဝင်လာတော့သူတို့ရဲ့ဆရာတော်မဆိုဘာလုပ်လဲတတိတွေကလိမ်မြန်စင်းတော့9ပေးတယ်အခမ်းမဆောင်9ပေးတယ်ဘာကျွေးမလို့အားလုံးကိုကြခံတာအဲ့တတိတရှိတယ်ငွေထုတ်ပိုက်ပြီးတော့တရားမငွေထုတ်ပိုက်ပြီးတော့ပါလေသူတို့ရဲ့ဆရာအဲ့ဝင်နေတော့မှခီးစင်လာကြမှာလိမ်မြန်စင်းတော့9ပေးတယ်နော်ခမ်းမဘယ်နည်းလဲ9ပေးတယ်ဘာကျွေးမလို့လဲအားလုံးထုတ်တယ်လို့ရှိတယ်တကယ်ပါနေတဲ့လူသူတို့အတင်းတို့တင်းသားတွေကအဲ့တော့သူတို့ဆရာတွေဘာပြောလဲလူရမ်းမြမင်းတယောက်တည်းမယူနဲ့မြတ်တာဝိုင်းထိတ်တာပါအတူတူကတော့ဆရာမအစ်ဆိုခုနဖိတ်ခေါ်တယ်နော်ဒီမှာရှိတဲ့ညီကောင်ကလည်း
နောက်ဆိုပါဝင်ခြင်းအပြင်အတူတူကအဲ့ဝင်ခြေလန်းလန်းခြင်းအပြင်ဖျားနေကောင်းခြင်းမျိုးအတူတူကခံစားလို့ရလားမရလားအဲ့နော်နောက်နေ့ကျတခြားရွာကိုလည်းဟောပြောနိုင်အောင်ဖိတ်ခေါ်ကြည့်ပေါ့နော်ကျွန်တော်တို့ကနော်ဟောပြောခွင့်ပြုကြောလာမှာတော့ဘယ်ရွာမလို့ကျွန်တော်ပြောမှာပဲအဲ့ဝင်ဒီကြတော့ဘယ်သူမျက်နှာမှမထောက်ဘူးနော်အရှိကိုရှိတိုင်းပြောဒီညမှာနားထောင်ရကျိုးနှံ့မယ်လို့ယုံကြည်ပါတယ်နော်အရောက်စီတဲ့တခုဘွားနေလူညောင်ချောနားထောင်တော့မကောင်းဘူးတကယ်ဟုတ်လားမဟုတ်လားဟုတ်လားမဟုတ်လားဟောဖျားနေဥစ္စာတော့ခိုးတော့အဲ့ဒါမိုက်ပြီဒီဘဥစ္စာခိုးတာတဲ့ပူဆိုးလားမဆိုးလားဟုတ်ပါကျွန်တော်တို့အရန်ဆိုးတဲ့ຢာကိုဘာမှပျော်ပျော်ကြီးလုပ်နေကြတာနော်ပြီးတော့လိုချင်တာဘလူးစီရလဲဟောဖျားနေဥစ္စာအရင်ဝိုက်လိုက်ရတော့သမီးဝိုင်းမှာဥဖျားကိုအရင်တွေ့ပြီးအဖေမင်းဥစ္စာကိုအရင်ဝိုက်ပြလိုက်ပြီနော်အဲ့လိုဆိုးနေတယ်ယနေ့ကျွန်တော်တို့ဖိရနေလားအရေးကြီးတဲ့အရာကိုအရေးမကြီးတဲ့ပုံစံနဲ့လုပ်လို့တော့အဲ့ဒါတကယ်ကြောက်စရာကောင်းတယ်မဟာအမားဖြစ်တယ်ဘာကြောင့်လဲဘာပဲဖြစ်ဖြစ်မားတဲ့အရာကိုတီးပြီးနောင်တရပြီးတော့အမှန်ဖက်မှတကယ်ပြန်ပြီးတော့လှုပ်ဆောင်မယ်ဆိုရင်ဖျားတွေဘက်ကကောင်းကြီးမင်္ဂလာပေါ့အကုန်စင်တွန်းလောင်းပြီးတော့ဖျားတွေအတင်းရှိလားမရှိဘူးလားအတင်းနဲ့ဖျားတွေကကျေးဇူးပြုချင်လားမပြုချင်ဘူးလားပြုချင်တော့ဒီအမားကိုဒီတော့ကတော့ကြားခိုင်းတာလေအလကားကြားခိုင်းတာမဟုတ်ဘူးနော်အဲကျွန်တော်တို့ဒီချက်မှာရှေ့ညီကောင်မတော့တကယ်နှုတ်ကတော့ပြောတဲ့တကယ်ပုံမှန်အလူငွေပါဝင်မယ်စေအဲပါဝင်တဲ့လူကမှကောင်းကြီးမင်္ဂလာဖြစ်မှမဖြစ်ဘူးလားဒီကမို့ချဖြစ်တယ်အော်တနေ့တက်ခုနကတော့ဆရာမအီဆိုအမနည်းပြောအောင်မလို့လား အေးရလေးပြောပြပါ ဟမ် ပြောပါကျွန်တော်တို့ပြောတော့ကြတော့အားပါပြော ကိုကြီးနေလို့ဆိုသိကိုကြီးဒီလူကပြောနေတာတော့ဘယ်မှာသိခါ ရတယ်ပုံကြီးလို့ပြောကျွန်တော်နားမလဲပြီးပြီဘာဖြစ်ဒီမှာရှင်းနေကောနားလဲပြီးတာပဲပြရမှာကျွန်တော်တော့နားလဲပြီးသားနော်